မာရောက်နေတဲ့ဘာရနိုင်ငံကပြည်သူပြည်သားတွေကိုလည်းကူညီခြင်းနဲ့မဆာခြင်းနဲ့အဲ့တော့အဲ့ဒီဟာအတွက်ကျမအင်တာမကျေးဇူးတင်တယ်ကျမတို့အားလုံးဒီမှာရောက်နေတဲ့မြန်မာနိုင်ငံကပြည်သူပြည်သားများပေါ့နော်တချို့ကတော့မြန်မာနိုင်ငံလူနိုင်ငံသားအခုထိဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ်ဒီနိုင်ငံရဲ့နိုင်ငံသားခံယူထားပြီးတဲ့သူတွေလည်းဖြစ်ရင်လည်းဖြစ်ပါလိမ့်မယ်ဘာပဲပြောပြောကျမတို့ဒီနိုင်ငံကရဲ့နှွေးထွေးမှုတွေအတွက်ကူညီမှုတွေအတွက်ကျေးဇူးတင်မှုတော့မမေ့ပါနဲ့လို့ကျမတတိပေးချင်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒီဘာတစ်ခါတည်းစဉ်းစားမိတယ်ကျေးဇူးတရားဆိုတာအင်တာမအရေးကြီးပါတယ်။လူများမပြောနဲ့တရိစ္ဆာန်တွေတောင်မှကျေးဇူးတည်တယ်။ပြီးတော့ကျေးဇူးဆိုတာတည်တတ်ရမယ်။ကျေးဇူးတည်တာမှလူပြီးသားတယ်လို့ကျမဒီလိုပဲသတ်မှတ်ပါတယ်။ဒါကြောင့်မလို့ကျေးဇူးတည်တော့ပါအဲ့တော့မင်္ဂလာတုတ်ထဲမှာလည်းပါတယ်နော်မင်္ဂလာပဲကျေးဇူးတင်ရမယ်လို့ကျေးဇူးတင်နေတာမင်္ဂလာတစ်ပါးဖြစ်ပါတယ်နောက်ပြီးတော့အခုဒီမှာရောက်တုံးကိုရရှိနေတဲ့အခွင့်အရေးတွေကိုမှန်မှန်ကန်ကန်သုံးပါကိုယ်နိုင်ငံမှာမလုံနိုင်တဲ့ကိစ္စတွေဒီမှာလုံနိုင်တယ်လုံနိုင်တဲ့ခါကျတော့ဒီလိုမှန်မှန်ကန်ကန်သုံးပါဆိုတာကိုမိသားစုအတွက်သုံးရင်လည်းရပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူဆိုတာကိုယ်အတိုင်းဝိုင်းနဲ့ကိုကြီးလာတာပဲ။ကိုယ့်ရဲ့မိသားစုတာဝန်တွေကိုကြည်ကြည်ပြည့်ပြည့်ထမ်းဆောင်နေဆိုတာလေဒါဟာလည်းကောင်းတဲ့ကိစ္စတစ်ခုပါ။အဲ့တော့ဘာပဲပြောပြောဒီနိုင်ငံမှာရောက်နေတော့မှရတဲ့အခွင့်အရေးတွေကိုမှန်မှန်ကန်ကန်သုံးပါဖြစ်နိုင်ရင်တော့ကိုယ့်မိသားစုတဲ့ကြော်လွန်ပြီးတော့ကိုယ့်ရဲ့အတိုင်းဝိုင်းအတွက်နောက်ပြီးတော့ပြန်ပြီးတော့ကိုယ့်ရဲ့အမိနိုင်ငံအတွက်တတ်နိုင်လို့ရှိလို့ရှိရင်လည်းသုံးကြည့်ကြပါလား။အမိနိုင်ငံအတွက်သုံးတယ်ဆိုတော့ပြန်သွားရမယ်လို့ဒီမှာဆိုလိုတာမဟုတ်ပါဘူးဒီမှာအခြေချပြီးတော့ဒီမှာကိုမိသားစုနဲ့ကိုအဆင်ပြေနေတယ်ဆိုရင်လည်းဆက်လက်ပြီးတော့နေပါဒါအပြစ်မဟုတ်ပါဘူးဒီဟာအတွက်လည်းလက်ပြန်မတန့်စရာမလိုပါဘူးကိုနေတဲ့အတိုင်းဝိုင်းမှာတိတ်ခါရှိနဲ့တင်းတဲနေနိုင်လို့ရှိရင်ကိုမွေးဖွားလာတဲ့နိုင်ငံအတွက်ဂုဏ်ယူစရာဖြစ်ပါလိမ့်မယ်အဲ့တော့ငါတို့နိုင်ငံကထွက်လာတဲ့သူတွေဆိုပြီးတော့ဂုဏ်ယူနိုင်အောင်လို့ကျမတို့အနေနဲ့ခါတဲ့ခေါင်းထောင်ပြီးတော့ကျုံးဝါးနိုင်အောင်လို့နေနိုင်မယ်ဆိုလို့ရှိရင်ကျမကျေနပ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒါနဲ့ကြော်လွန်ပြီးတော့ကျမတို့နိုင်ငံကိုပြန်ပြီးတော့လှည့်ကြည့်နိုင်မယ်ပြန်ပြီးတော့ကူညီနိုင်မယ်ဆိုလို့ရှိရင်လည်းကျမတို့ကကြိုးစိုးမှာပါကျေးဇူးတင်မှာပါဒီလိုကူညီတယ်ဆိုတာဟာကိုလုတ်ပေးခြင်းနဲ့စိတ်နဲ့လှုပ်တာအကောင်းဆုံးပါပဲမလှုပ်ပေးလို့ရှိရင်လူများအပြောခံရမှာဆိုလို့လူများဝေဖန်ခံရမှာဆိုလို့ဆိုတဲ့စိတ်မျိုးနဲ့တော့မလှုပ်ပေးစီကြပါဘူးနော်ဒါဟာစေနာမှန်မှအလုတ်ရဲ့အကျိုးဆက်ကလည်းမှန်ကန်မှာပါအခုဆိုရင်ကျမတို့နိုင်ငံဟာပြောင်းလဲမှုလမ်းကြောင်းပေါ်စပြီးတော့တက်ခါစဖြစ်ပါတယ်ပြောင်းလဲမှုလမ်းကြောင်းပေါ်မှာစပြီးတော့တက်ခါစဆိုတော့ဒါအင်မတန်မှလည်းတိမ်မွေ့တဲ့အချိန်လို့ပြောနိုင်ပါတယ်အမှားလဲမှားလွယ်မဲ့အချိန်မှန်လို့ရှိရင်လည်းအကျိုးဆက်တွေကောင်းမဲ့အချိန်ပါကျမတို့မြန်မာနိုင်ငံကဘယ်လိုပဲပြောအာဏာရှင်စနစ်အောက်မှာနေခဲ့ရတာအနှစ်90ပါအနှစ်90ဆိုတော့ရာစုတစုရဲ့တဝက်ပေါ့နော်အနှစ်90နေခဲ့ရတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အရေးအကြီးဆုံးကအတွေးအခေါ်တွေးပုံခေါ်ပုံတွေကတစ်နှစ်တွင်ပြောင်းသွားမယ်ဆိုတာတော့တကယ်တော့မဖြစ်နိုင်ပါဘူးဒါဟာကျမတို့လက်တွေ့ကြကြည့်ရမှာပါအဲ့တော့ဒီလိုအတွေးခေါ်တွေပြောင်းဖို့ဆိုတာအဓိကပါပဲအဲ့ဒီအတွေးခေါ်တွေပြောင်းဖို့ဆိုတာကျမတို့လုံယူမှရမှာပါအလိုလိုနေရင်ထိုင်ရင်မပြောင်းလာပါဘူးကျမတို့ပြည်သူတွေကဆိုလို့ချင်းအခုထက်ထိအကြောက်တရားကနေပြီးတော့မလွတ်ကင်းသေးဘူးကြောက်နေတဲ့ဟာအကျင့်တစ်ခုလိုဖြစ်နေတယ်အဲ့တော့ကျမတို့ကတော့အနှစ်20ကျော်အတွင်းပြည်သူများအကြောက်တရားမှလွတ်ကင်းအောင်လို့ဆိုပြီးတော့လုံနေရတဲ့အကြောင်းရင်းဟာဘာဖြစ်လို့လဲဆိုတော့အကြောက်တရားကြောင့်ဒီနည်းအားဖြင့်ပြောရင်ဗျာဂတိကြောင့်တခြားအဂတိတွေပါဝင်လာမှာကိုကျမတို့မကြိုက်လို့မလိုလားလို့အကြောက်တရားကနေပြီးတော့လွတ်ကင်းရမယ်ဆိုပြီးတော့ကျမတို့လှုပ်ရှားခဲ့တာဖြစ်ပါတယ်
ကိုလှုပ်တင်လှုပ်ထိုက်တာကိုကြောက်လို့မလှုပ်ရဲဘူးဆိုလို့ရှိရင်ဒါမှမဟုတ်ကိုမလှုပ်တင်တာကိုကြောက်လို့လှုပ်လိုက်တယ်ဆိုလို့ရှိရင်အကျိုးဆက်တွေကပိုပြီးတော့ဆိုးလာပါလိမ့်မယ်အဲဒါကြောင့်ကျမတို့ပြည်သူတွေကအခုအကြောက်တရားလွတ်ကင်းပြီလားဆိုတော့မလွတ်ကင်းသေးပါဘူးဒါတွေကကျမတို့အများကြီးလုပ်ရမယ်ကိစ္စပါဘာဖြစ်လို့ကျမအကြောက်တရားကနေစပြီးတော့ပြောလဲဆိုတော့ကျမတို့နိုင်ငံအတွက်အဓိကအခုလိုအပ်နေတာဟာညီညွတ်မှုပဲဖြစ်ပါတယ်အဲ့တော့မညီညွတ်နိုင်တာတွေစိတ်ဝင်းကွဲနေတာတွေဟာဘာကိုအခြေခံလဲဆိုပြီးတော့စဉ်းစားကြည့်လို့ရှိရင်အကြောက်တရားနဲ့အမုန်းတရားကိုအခြေခံတယ်လို့ကျွန်မဒီလိုပဲမြင်ပါတယ်ဒီနှစ်ခုကလည်းအင်မတန်မှနိကပ်ပါတယ်အင်မတန်မှနိကပ်ပါတယ်တချို့ကဒီလူတယောက်ကိုမုန်းတယ်လို့ပြောလိုက်တာဟာကြောက်တယ်လို့မပြောရဲလို့မုန်းတယ်လို့ပြောတာတွေလည်းရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလူတယောက်ကိုမုန်းတယ်ဆိုတာဟာကိုယ့်ကိုဒီပုဂ္ဂိုလ်ဟာထိကြိုက်အောင်လုံနိုင်တယ်ဆိုတဲ့စိတ်မရှိဘဲနဲ့မုန်းเสียလို့လားတကယ်ဆိုရင်စဉ်းစားကြည့်ရင်ကိုယ့်ကိုထိကြိုက်မယ်ဒီပုဂ္ဂိုလ်ဟာဒီပုဂ္ဂိုလ်တွေဟာဒူလီတွေဟာကိုယ့်ကိုထိကြိုက်နိုင်တဲ့အခြေအနေမှာရှိနေတယ်ထိကြိုက်အောင်လုပ်ချင်တယ်ထိကြိုက်အောင်လုပ်နိုင်မယ်ဆိုတဲ့အတွေးလေးမရှိဘဲနဲ့လူတယောက်ကိုတတ်တော့မမုန်းကြပါဘူးအဲ့ဒါကြောင့်ကျမတို့အကြောက်တရားကိုဖယ်ရှားမှအမုန်းတရားကိုဖယ်ရှားနိုင်မယ်အမုန်းတရားကိုဖယ်ရှားမှကျမတို့နိုင်ငံဟာညီညီညွတ်ညွတ်နဲ့အေးအေးချမ်းချမ်းဖြစ်နိုင်မယ်ကျမခုကစပြီးတော့ဒီစင်မြင့်ပေါ်မှာတက်လာတဲ့အခါကျတော့အတိုင်းသားလူငယ်များပန်းနေလာပြီးတယ်ပန်းနေလာပြီးတော့နှုတ်ဆက်တယ်ဆိုရင်ကျမအင်မတန်မှဝမ်းသာတယ်အင်မတန်မှအားတက်တယ်ကျမတို့နိုင်ငံကပြည်ထောင်စုဖြစ်တယ်ပြည်ထောင်စုဆိုတာတိုင်းသားမျိုးစုံနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုဒီလိုမတူတဲ့ယဉ်ကျေးမှုတွေမတူတဲ့ဘာသာစကားတွေမတူတဲ့ကိုးကွယ်တဲ့ဘာသာတွေအားလုံးနဲ့စုပြီးတော့ဖွဲ့ထားတဲ့ပြည်ထောင်စုဆိုတာဒီမတူကွဲပြားမှုတွေကြောင့်ကိုသူ့မှာအင်အားရှိတယ်ဥပမာဆိုလို့ရှိရင်တက္ကသိုလ်တစ်ခုမှာဘာသာရပ်တဲ့တစ်ခုတည်းသင်လို့ပဲဖြစ်မလဲတကယ်မြိုင်ဆိုင်တဲ့တက္ကသိုလ်ဖြစ်ဖို့ဆိုတာဟာဘာသာရပ်တစ်ခုတည်းနဲ့မဖြစ်ဘူးဘာသာပေါင်းစုံအမျိုးမျိုးပေါ့နော်ဒါဟာသိပ္ပံဘာသာရောဝိဇ္ဇာရောအမျိုးမျိုးသင်တဲ့တက္ကသိုလ်ကြီးများတာတကယ်မြိုင်ဆိုင်ပြီးတော့တင့်တယ်ကြီးမားတဲ့တက္ကသိုလ်ကြီးတွေဖြစ်လာတယ်အဲ့ဒီလိုပဲကျမတို့သာနေတတ်မယ်ထိုင်တတ်မယ်စဉ်းစားတတ်မယ်ဆိုရင်ကျမတို့အချင်းချင်းမတူကွဲပြားမှုများရှိခြင်းကိုဟာကျမတို့ရဲ့ကြွယ်ဝမှုပဲလို့ကျမတို့ဒီလိုပဲမြင်ချင်ပါတယ်အခုအချိန်မှာကျမတို့နိုင်ငံမှာပဋိပက္ခတွေဖြစ်နေကြတယ်အတိုင်းသားတွေကြားမှာပဋိပက္ခနောက်ဘာသာမတူလို့လူအုပ်စုတွေဘာသာမတူတဲ့အုပ်စုတွေကြားမှာပဋိပက္ခဒီလိုဖြစ်နေတဲ့အခါမှာကျမတို့အားလုံးဝိုင်းစဉ်းစားအောင်မှာဒီပဋိပက္ခတွေငြိမ်းအေးသွားအောင်ဘယ်လိုလုပ်မလဲဆိုတာကိုစဉ်းစားအောင်ပါဘာကြောင့်အဲ့တော့ဇစ်မြစ်ကိုတွားရမယ်ပြဿနာတစ်ခုကိုဖြေရှင်းဖို့ဆိုရင်ဒီပြဿနာရဲ့ဇစ်မြစ်ဟာဘာလဲဆိုတာကိုသေချာစဉ်းစားရမယ်လေ့လာရမယ်အဲ့ဒီပြဿနာရဲ့ဇစ်မြစ်ကိုလေ့လာပြီးတော့တွေးရှိမှဒီပြဿနာကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ပြဿနာကိုကင်တွယ်တဲ့နေရာမှာခေါင်းအေးအေးနဲ့ကင်တွယ်ဖို့လိုပါတယ်ပြဿနာဖြစ်နေတဲ့နေရာတွေမှာပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာတယောက်နဲ့တယောက်လက်ညှိုးထိုးတာဟိုဘက်လက်ညှိုးထိုးတာဒီဘက်လက်ညှိုးထိုးတာအဲ့ဒါတွေလုံးမဲ့အစားတကယ်ပြဿနာကဘာလဲတစ်ချိန်မှာတစ်ဖက်ကလွန်မယ်တစ်ချိန်မှာနောက်တစ်ဖက်ကလွန်မယ်တစ်ဖက်ထဲကအမြဲပဲလွန်နေတယ်ဆိုတာရှိခဲ့ပါတယ်အဲ့ဒါကြောင့်မလို့တေးသေးချာချာပြဿနာကိုကြည့်ပြီးတော့ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အဖြေကိုရှားမှာပါအခုဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ပဋိပက္ခတွေနဲ့ပတ်သက်လို့ကချင်ပြည်နယ်မှာဖြစ်နေတဲ့ပဋိပက္ခတွေနဲ့ပတ်သက်လို့တချို့ကကျမကိုမကျေနပ်ကြဘူးဘာဖြစ်လို့အကယ်တော့မကျေနပ်တာတစ်ဖက်ကိုဘာဖြစ်လို့မပြောလဲပေါ့နော်ကိုမကြိုက်တဲ့အဖက်တစ်ဘက်နဲ့ပတ်သက်လို့ကျမကနေဘာဖြစ်လို့အဲ့ဒီဘက်မှာအပြစ်ရှိတယ်အဲ့ဒီဘက်ကလှုပ်ထားတွေကမှားတယ်ဆိုတာဘာဖြစ်လို့ဒါကိုတင်းမာပြင်းထန်မပြောလဲဆိုပြီးတော့မကျေနပ်တာတွေရှိကြပါတယ်ဆိုတော့ကျမကတော့ဒီလိုပြင်းထန်တစ်ဖက်ကိုပြောလို့ဘာဖြစ်လာမလဲစဉ်းစားကြည့်ပါနှစ်ဖက်စလုံးမှာဘလူးမှန်တယ်ဘလူးမှားတယ်ဆိုတာထားလိုက်အောင်
တစ်ဖက်ကိုပြင်းပြင်းထန်ထန်ပြောရင်ဟိုတစ်ဖက်ကကျေနပ်မှာမဟုတ်ဘူးမကျေနပ်မှာကျမတို့မကျေနပ်တာပြောမှာမဟုတ်ဘူးဟိုဘက်ကိုမကျေနပ်မှာအဲ့တော့အချင်းချင်းပဋိပက္ခတွေကပို့ပြီးတော့ကြီးသွားမယ်အဲ့တော့ကျမကနေပြီးတော့ပြင်းပြင်းထန်ထန်မပြောလို့မကျေနပ်ရင်မကျေနပ်ပါစေရတယ်ဒါပေမဲ့ဒီပဋိပက္ခတွေပို့ပြီးတော့ကြီးထွားသွားမယ်ကိစ္စမျိုးကိုတော့ကျမမလုပ်နိုင်ဘူးအခြေခံအဖြစ်ကျမကနေပြီးတော့ပြင်းပြင်းထန်ထန်ပြောရမယ်ဆိုရင်ဘာပြင်းပြင်းထန်ထန်ပြောရမယ်လူအခွင့်အရေးချိုးဖောက်မှုဆိုရင်တော့ကျမပြင်းပြင်းထန်ထန်ကောက်ွက်တယ်လို့ကျမပြောပြတယ်ဘယ်လူအခွင့်အရေးပဲဖြစ်ဖြစ်ဘယ်သူခွင့်ရဲ့ဘယ်သူရဲ့အခွင့်အရေးပဲဖြစ်ဖြစ်ဘယ်သူရဲ့အခြေခံလူအခွင့်အရေးပဲဖြစ်ဖြစ်အဲ့လိုချိုးဖောက်မှုတွေတော့ကျမပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်နောက်ပြီးတော့လေဥပဒေအရတရားဥပဒေအရမှန်ကန်မျှမျှတတမလုပ်ချင်းဆိုရင်လေကျမပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်နောက်တစ်ဖက်နဲ့တစ်ဖက်အချင်းပြေသွားနိုင်ဖို့ခြေလှမ်းနေကိုမလှမ်းနိုင်အောင်လို့အခက်အခဲဖြစ်အောင်လို့လုပ်တဲ့ကိစ္စတွေဆိုရင်လည်းကျွန်မပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်ဒါပေမဲ့ကျွန်မအလုပ်ကိုသာကန့်ကွက်တာပါမလုပ်တဲ့ကိစ္စတွေကိုလုပ်ချင်းကိုသာကန့်ကွက်တာပါဘယ်ပုဂ္ဂိုလ်မှဘယ်လူမျိုးစုကိုမှကျွန်မမကန့်ကွက်ပါဘူးလူတိုင်းဟာကိုပြုပြနိုင်တဲ့အချိန်ရှိတယ်အချိန်တွေမှာရှိတယ်ခံရတဲ့အချိန်ရှိသလိုကိုယ်ကလည်းလူများကိုခံအောင်လုပ်တဲ့အချိန်ဆိုတာလည်းရှိတတ်ပါတယ်အဲ့ဒါကြောင့်မလို့တကယ်ကာယကံရှင်တွေကနေပြီးတော့အစဉ်ပြေခြင်းတယ်ဆိုလို့ရှိရင်စဉ်းစားကြပါတကယ်ပဲအစဉ်ပြေခြင်းသလားအဲ့ဒီဟာမှာဘာဖြစ်တကယ်စဉ်းစားလို့ရှိရင်တချို့ကအစဉ်မပြေစေခြင်းဘူးဆိုတဲ့အဖြေထွက်လာနိုင်ပါတယ်အဲ့လိုဆိုရင်ဘာဖြစ်လို့အစဉ်မပြေစေခြင်းတာလဲဆိုတော့ကိုပြန်ပြီးတော့သုံးသပ်ဖို့လိုပါတယ်အစင်မပြေခြင်းဟာရေရှည်မှာဘလို့မှအကျိုးပြုမှာမဟုတ်ပါဘူးရေတို့မှာကြတော့အကြောက်တရားအရာအမုန်းတရားအရာဆော်လိုက်မယ်တိုက်လိုက်မယ်ခိုက်လိုက်မယ်ဒီလူကိုပြောလိုက်မယ်ဆိုလိုက်မယ်လက်ကလည်းပါမယ်နှုတ်ကလည်းပါမယ်ပေါ့နော်ဟိုကာကံဝစီကမနောကံဒီခါရဲတတ်နိုင်သမျှအားလုံးဆော်တော့မယ်ဆိုတဲ့စိတ်တွေနဲ့ဆိုတာဟာရေတို့မှာတော့ကိုယ့်အတွက်ကျေနပ်မှုရရင်ရမယ်ဒါမကောင်းတဲ့ကျေနပ်မှုမို့နော်ကိုယ့်ရဲ့ဒေါသအရာကျေနပ်မှုရရင်ရမယ်ရေရှည်မှာတော့ကျမတို့ကိုယ့်အတွက်လည်းမကောင်းဘူးကိုယ့်ပတ်ဝန်းကျင်အတွက်လည်းမကောင်းဘူးကျမတို့နိုင်ငံအတွက်လည်းမကောင်းပါဘူးအဲ့ဒါကြောင့်နိုင်ငံခြားမှာရောက်နေတဲ့ကျမတို့ရဲ့ပြည်သူပြည်သားများဟာကိုယ့်နိုင်ငံကိုပြန်ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဘယ်လိုပို့ပြီးတော့အဆင်ပြေအောင်ဘယ်လိုပို့ပြီးတော့ရင်ကြားစိတ်မှုတွေဖြစ်ပေါ်လာအောင်လုပ်ပေးနိုင်မလဲဆိုတာကိုအဓိကစဉ်းစားကြပါဘယ်လိုတုံမီးရှုံမီးတွေလုပ်မလဲဆိုတော့မစဉ်းစားကြပါနဲ့လို့ကျွန်တော်မြစ်တာရက်ခံပါတယ်ကျမတို့ဟာအနှစ်20ကျော်အမျိုးခံခဲ့ရတယ်လို့ပဲဆိုပါတော့ကျမတို့ဒီမိုကရေစီအတွက်တိုက်ပွဲရတဲ့လူတွေဟာဒါကြောင့်မလို့မတရားသဖြင့်ခံရတာဟာဘယ်လောက်ခံပြင်းသလဲဆိုတော့ကျမတို့နားလည်ပါတယ်ကျမတို့ဟိုတယ်လောကလည်းကျမပြောခဲ့ပါတယ်ဒီအန်ကယ်ဦးလင်ပြောတာပေါ့နော်ကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အဲ့ဒီနှစ်တွေအတွင်းကအတန်းအစားတွေထဲမှာအနှိမ့်ဆုံးအတန်းစား NLD အဖွဲ့ဝင်တွေပဲဆိုပြီးတော့ကျမတို့ပြောခဲ့ပူပါတယ်နော်အဲ့တော့အနှိမ့်ဆုံးအတန်းအစားအနေနဲ့ကျမတို့ခံခဲ့ရပါတယ်အဲ့ဒီတုန်းကဆိုလို့ရှိရင်တစ်ချိန်တစ်ခါတုန်းကတော်တော်ဆိုးဝါးနေတဲ့အချိန်တုန်းကဆိုရင်ကျမတို့မနေ့တိုင်းယုံသွားတယ်ညကဘလူပါသွားသလဲဆိုတာမေးရတယ်ဒါဖြစ်ရောဖြစ်စင်မယ်နောက်အထူးသဖြင့်တနင်္လာနေ့ဆိုမေးရတယ်ဘာလို့စနေတနင်္ဂနွေနေ့ကကြားမှာခံနေတာ哦အဲ့တော့ဘလူတွေပါသွားသေးတယ်ဆိုတာမေးရတယ်ပါသွားပြီဆိုလို့ရှိရင်ကျမတို့ကကျန်းကင်းစေးရတော့ခုနှစ်နှစ်လို့အဲ့ဒီလိုပဲသတ်မှတ်ရတယ်နော်အဲ့ဒီလိုအကျဉ်းတွေကိုကျမတို့ဖြတ်တန်းခဲ့ပေမဲ့ဒီလိုအခြေအနေတွေကိုဖြတ်တန်းခဲ့လို့ကျမတို့ကိုဒီလိုကျန်းကင်းစေးလေးလွယ်ပေးလိုက်တဲ့သူတွေကိုဘာပြန်လုပ်မယ်ဆိုတဲ့စိတ်ကျမတို့အများစုမှာမရှိဘူးအားလုံးမှာမရှိဘူးလို့တော့ကျမမပြောချင်ဘူး
ဘာလို့အားလုံးရဲ့စိတ်ကိုလည်းကျွန်မမသိဘူးအားလုံးအတွက်လည်းကျွန်မအာမခံချက်မပေးနိုင်ဘူးဒါပေမဲ့အများစုကတော့ဒီလိုကျွန်မထင်တာပေါ့နော်သူတို့ကတစ်ချိန်တော့ငါတို့ကိုလုတ်ခဲ့လို့ငါတို့တစ်ချိန်သူတို့ပြန်လုတ်ချင်တယ်ဆိုတဲ့စိတ်မရှိဘူးလို့ကျွန်မယုံကြည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့လုံနေတဲ့အလုပ်ဟာရည်ရွယ်ချက်တစ်ခုကြောင့်ဖြစ်တယ်ယုံကြည်ချက်တစ်ခုကြောင့်ဖြစ်တယ်မျှော်မှန်းချက်တစ်ခုကြောင့်ဖြစ်တယ်ပန်းနိုင်တစ်ခုကြောင့်ဖြစ်တယ်အဲ့တော့အဓိကဟာအဲ့ဒါပဲအဲ့ဒီမျှော်မှန်းချက်တွေအဲ့ဒီရည်မှန်းချက်တွေအဲ့ဒီပန်းနိုင်တွေဟာအဓိကပါပဲအဲ့ဒီဟာကိုပါကျမတို့ကနေပြီးတော့ဓာအတွက်လှုပ်တာဆိုတော့ခံရရင်လေဓာအတွက်ခံရတယ်လို့ပဲစိတ်ထဲမှာထားတယ်သူလှုပ်ခံရတယ်လို့အဲ့လိုစိတ်ထဲမှာမထားဘူးဒါကြောင့်မလို့ကျမတို့အနေနဲ့ဒီအာဂါတတရားတွေကနေပြီးတော့ကင်းနိုင်တယ်ဒါအားလုံးကင်းတယ်လို့ကျမမပြောဘူးเนาะမကင်းလို့ရှိရင်လည်းလူတဘာဝအရာအာဂါတတရားရှိတာမခံကျင်စိတ်ရှိတာလည်းဒါကျမအပြစ်ကြီးလို့လည်းမမြင်ပါဘူးသို့တော်ညာလဲကိုယ်စိတ်ထဲကရှိတဲ့အာဂါတတွေကိုဒီမနောကံအဆင့်ကနေပြီးတော့ဝစီကံကာယကံမဖြစ်သွားဖို့ကတော့အရေးကြီးပါတယ်အဲ့တော့ကိုထိန်းနိုင်ရမယ်ကိုယ့်ရဲ့ဒေါသတွေကိုထိန်းနိုင်ရမယ်ကိုယ့်ရဲ့အာဃာတတွေကိုထိန်းနိုင်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဟာဖြတ်သန်းရမယ်ခရီးကအင်မတန်မှရှည်ပါတယ်နိုင်ငံတကာနိုင်ငံရဲ့သက်တမ်းဆိုတာစဉ်းစားကြည့်ပါဘယ်လောက်ရှည်နိုင်မလဲဆိုတာဒီကဘာတည်သေးပေါ့အဲ့တော့ဒီနိုင်ငံတနိုင်ငံရဲ့သက်တမ်းအတွက်ကျမတို့ကစဉ်းစားရမယ်အခုလောလောဆယ်ကျမတို့ဒီကဘာမြေပေါ်မှာရှိနေတဲ့အချိန်တိုလေးအတွက်ပဲစဉ်းစားလို့မဖြစ်ဘူးနောင်လာမဲ့မျိုးဆက်တွေအတွက်ကျမတို့စဉ်းစားရမယ်အဲ့တော့အဲ့ဒီဟာတွေကိုနှလုံးသွင်းပြီးတော့ကျမတို့အနေနဲ့သဘောထားကြည့်ရမယ်မြင့်ကြံရမယ်အတွေးခေါ်မြင့်ရမယ်အဆင့်ရှိရမယ်ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအာဃာတတွေကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးမခံကျင်စိတ်တွေကိုရှေ့တန်းတင်လို့မဖြစ်ဘူးကျမတို့ဒီထဲမှာတော့ဖုံနေတော့ဒီထဲမှာကျွန်မထည့်ပြီးမပြောပါဘူးကြံတဲ့လူတွေဆိုရင်ယဟန္တာတယောက်မှမရှိဘူးเนาะအဲ့ဒီတော့ဒီလိုမုန်းတဲ့စိတ်တွေမခံကျင်တဲ့စိတ်တွေအလောဘတွေဒေါသတွေမောဟတွေကတော့ရှိမှာပဲအဲ့တော့ဒီလိုရှိတာကရှိပြီဆိုပြီးလွတ်ထားလို့မရဘူးထိန်းရမယ်အပြစ်ရှိတယ်ဆိုတာအပြစ်မဟုတ်ဘူးဒီအပြစ်ကိုလွတ်ထားတာဟာဒါအပြစ်ပဲအဲ့တော့ကိုယ့်ရဲ့အပြစ်မှာရှိလို့ရှိရင်ပြန်ပြင်နိုင်မှုကြိုးစားရမယ်ကိုထိန်းဖို့ကြိုးစားရမယ်ကျမကိုယ်တိုင်ကအပြစ်မဲ့မဟုတ်ပါဘူးကျမလည်းမှားခဲ့တာပဲအပြစ်လို့မြင်နိုင်မဲ့ကိစ္စတွေလုပ်ခဲ့ဘူးတာပဲဒါပေမဲ့ကိုပြန်ပြီးတော့ပြုပြင်နိုင်ရမယ်လူတိုင်းဟာဒီအခွင့်အရေးရှိပါတယ်လူတိုင်းဟာကိုယ့်ရဲ့အပြစ်ကိုအမြန်ပြီးတော့ပြင်နိုင်ပါတယ်ကျမတော်တော်ကြာတုန်းကပေါ့နော်ဘာလို့လဲ10နှစ်ကျော်15နှစ်လောက်တုန်းကဒီဆရာတော်တစ်ပါးရဲ့မိန့်ချက်ကိုသဘောကျလို့ကျမတို့လူငယ်တွေကိုကျမမကြာခဏပြန်ပြီးတော့ပြောခဲ့ပါတယ်ဆရာတော်ကတော့ရိုးလေးမိန့်တာပါသီလဆိုတာခါဝတ်ပစိုးလို့မြဲရမယ်တဲ့ခါဝတ်ပစိုးဆိုတာတစ်ချိန်လုံးပြန်ပြီးတော့ယော့လာရင်ပြန်တင်းရမယ်ယော့လာတာကိုပြန်မတင်းတော့ကြွကြမှာပဲအဲ့တော့ပြောလို့တာခါဝတ်ပစိုးလို့မြဲရမယ်ဆိုတာအမြဲပဲသူ့ဖတ်တာသူ့တိုက်တိုင်းသူတင်းနေမှာမဟုတ်ဘူးမြဲနေမှာမဟုတ်ဘူးကိုကပြန်ပြီးတော့မြဲအောင်လုပ်ရမယ်အဲ့ဒါနောက်တစ်ခုကလည်းဘုန်းတော်ကြီးပါဟောပြောခဲ့ရဲ့အရာဆိုလို့ရှိရင်ကိုမှားခဲ့လို့ရှိရင်လည်းစိတ်မပြတ်ပါနဲ့ပြင်မှာမှားသွားပြီတော်ပြီလွတ်ထားလိုက်မယ်ဆက်တော့မှားတော့မယ်ဆိုပြီးတော့အဲ့လိုစိတ်မထားပါနဲ့အချိန်မရွေးပြန်ပြီးတော့ပြင်လို့ရပါတယ်စိတ်ဆိုတာဟာအခုတစ်စက္ကန့်နဲ့တောင်မှပြင်လို့ရတယ်စိတ်ကနေစပြင်ပြီးတော့နောက်အဲ့ဒီကအကျိုးဆက်တွေကိုယ့်ရဲ့ဝစီကံကာယကမှာလိုက်ပြီးတော့ပြင်လို့ရတယ်အဲဒါကြောင့်မလို့ကြိုးစားကြပါဒီနိုင်ငံမှာလွတ်လပ်နဲ့ကြိုးစားပိုင်ခွင့်ရှိပါတယ်အဲ့ဒီကြိုးစားပိုင်ခွင့်ကိုမှန်ကန်သုံးကြပါအဲ့တော့ကျွန်မအစကပြောသလိုပဲပြန်ပြီးတော့ညီကုန်းချုပ်မှာဒါကျွန်မပြောချင်တာပါကိုရထားတဲ့အခွင့်အရေးတွေကိုမှန်ကန်သုံးပါတတ်နိုင်တဲ့၍ကိုတယောက်တည်းကိုမိသားစုအတွက်သာမဟုတ်ဘဲနဲ့အများအတွက်ကိုပတ်ဝန်းကျင်အတွက်အများအတွက်ကိုယ့်ရဲ့အမိနိုင်ငံအတွက်သုံးနိုင်ရင်သုံးပါဒီနိုင်ငံမှာနေပြီးတော့ဒီနိုင်ငံအတွက်ပရဟိတလုပ်ငန်းတွေလုပ်တယ်ဆိုရင်လည်းကျမတို့မြန်မာနိုင်ငံအတွက်ဂုဏ်ယူကြပါပဲဒါငါတို့နိုင်ငံကလာတဲ့လူတွေ
ငါတို့နိုင်ငံကလာတဲ့လူတွေကဒီလိုသူတို့နေနေတဲ့အတိုင်းဝိုင်းကိုအကျိုးပြုနိုင်တယ်ဆိုတာကျမတို့အတွက်လည်းအင်တာမဂုဏ်ယူစရာဖြစ်ပါတယ်တတ်နိုင်တယ်များတော့ကိုနေရတဲ့ကဘာကြီးအတွက်တန်ဖိုးရှိအောင်လို့နေနိုင်ပါအောင်လို့ကြိုးစားကြပါအထူးဖြင့်လူငယ်များကြိုးစားကြပါလို့ကျွန်တော်မေတ္တာရပ်ခံပါတယ်အန်တီရှင်ဒီကနေ့တွေ့ရောက်လာတဲ့မြန်မာတိုင်းရင်းသားမိသားစုများမှအန်တီကိုမိဘများမေးချင်တာရှိပါတယ်ရှင်အဲ့ဒါအန်တီကနေပြီးတော့ပြန်လဲဖြေချပေးပါရင်အားလုံးရဲ့ကိုယ်စားမေတ္တာရက်ခံအပ်ပါတယ်ရှင်ချင်းစစ်ပွဲလက်နက်ရေးလုံနာအစီအစဉ်ရှိရင်ဖြစ်နေပါပြီတဲ့ချင်းစစ်ပွဲလက်နက်ရေးအစီအစဉ်ကကျေတော့ကျမတို့ကဒီနိုင်စတဲ့ပွဲတွေမှာပါဘူးလေကျမကတာနဲ့ဒီပေးနေရတယ်ကျမတို့မျိုးသားတွေကိုပဲဒီခွဲတွေကအစိုးရမဟုတ်သေးဘူးပေါ့နော်အဲ့တော့ဒီစစ်ပွဲတွေနဲ့ပတ်သက်ပြီးဒီနိုင်စနေတာအစိုးရပုံစံဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျမကနေပြီးတော့နိုင်ငံရေးအများမထုတ်ချင်ဒီကျိုးသားနေတဲ့အချိန်မှာတစ်ဖက်ကနေပြီးတော့ဒီ NLD ဆိုရင်လို့ပြီးပြီးတော့ NLD လိုက်လို့ဆိုရင်ဒီကိစ္စအသက်သွားမှာဒါမျိုးတွေကမပြောချင်ဘူးဒါမျိုးတွေပြောရင်လည်းမှားမှာမဟုတ်ဘူး NLD ဆိုတဲ့အခက်အခဲရှိမှာဒီလိုပြည်လည်မှုရဖို့ဆိုတာကျိုးသားနေတဲ့ကိစ္စပါအဲ့တော့ကျိုးသားနေတဲ့လူတွေကိုတော့အခွင့်အရေးပေးစီချင်ပါတယ်ဒါပေမဲ့လည်းအားနည်းတဲ့ရှိတယ်လို့ထင်လို့ရှိရင်လည်းဒါကိုဥပဒေနဲ့စေတနာနဲ့ထောက်ပြကြတယ်အဲ့လိုထောက်ပြခြင်းအပြင်ကိုညီနိုင်တာကိုညီခြင်းတဲ့စိတ်နဲ့ထောက်ပြကြပါတက်တဲ့ကားရရတဲ့ဒီချင်းနဲ့စိတ်နဲ့တော့ဝိပဿနာရတဲ့ဘုရားမှာသိမှာမဟုတ်ဘူးလို့ဆိုတာပြောရတယ်ABS အပေါ်မှာအကဲဖြတ်ချက်အမြင်သဘောထားသိချင်ပါတယ်ခင်ဗျာ ABS ရဲ့အဖွဲ့ကလူများနဲ့ဖွဲ့ထားတဲ့အဖွဲ့အဲ့တော့ကျွန်တော်အဖွဲ့တစ်ခုပေါ်မှာအကဲဖြတ်တယ်ဆိုတာကျွန်တော်တို့နောက်အဖွဲ့တစ်ခုကလောအောင်ကိစ္စမဟုတ်ပါဘူးတစ်ဖွဲ့နဲ့တစ်ဖွဲ့ဆိုတာမတူကြဘူးရည်ရွယ်ချက်များနဲ့ဒီမှာဒီမဲ့ဒီရည်ရွယ်ချက်တွေကိုအကောင့်နဲ့ပုံမှန်နဲ့အကောင့်နဲ့ပုံမှန်နဲ့ဒီမှာဒါပေမဲ့ဒီမတူကွဲခြားမှုကိုတော့ကျွန်တော်တို့လေးစားအဲ့တော့ ABS ရဲ့ဘယ်ဖြစ်ဖြစ်ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်အရေးကြီးတာကတော့စေတနာမှန်မှန်နဲ့လုပ်တဲ့လုပ်ခိုင်းတာကိုလုပ်ဖို့ပါပဲနောက်ပြီးတော့လေဖြစ်တဲ့စီရောမဲ့ခြေလမ်းတွေကိုလှမ်းပဲဖြစ်ပါတယ်လို့ပြောကြတယ်Militarism continues to be a permanent reality in Burma, Myanmar, and many regions around the world. Democratic reforms and popular participation are some ways to mitigate militarism. What other steps do you think can be taken to mitigate influence of militarism? Militarism is all anyhow, everything types in it, say you know, the war and the leader, say also you go out, the whole group. Now, Baba go on, say also you go out, that's intention and say go out. And then we are partners and measure, but one thing, Sananga and Sana. Go out with him, absolutely. Go, these are the two things for a break. That you might young and you see it, you are actually typing and say, city change. You are always in your job. You are young. But you're the everybody. Again, you got the money, I think that's the money. So you go to the job, a big got the money, think that's the money. And the second one, January, a few movie, we get that now, touching now, that
မှရတယ်ဆိုတော့လူကြီးရတယ်ဟာဒါစိတ်နဲ့ဆိုင်တာမဟုတ်စိတ်တော်မှနေနဲ့ကိုယ့်ဘာကိုကြောင်းပြရမှာလူတိုင်းလူတိုင်းကတယောက်ချင်းတယောက်ချင်းကြောင်းပြရမယ်ဒါပေမဲ့ကျမတို့အနေနဲ့အတိုင်းအတာအနေနဲ့လူ့အဖွဲ့အစည်းအနေနဲ့တယောက်နဲ့တယောက်ကြောင်းနိုင်လို့ပဲကုညီနိုင်ရဘာလို့ဒီလိုမျိုးဒီဖွဲ့ရည်လို့ရှိရင်အကြမ်းဖက်တဲ့မျိုးအမြဲသုံးနေဆိုတာဒီလိုလက်ရှိခိုက်ချင်တဲ့စိတ်ဓာတ်တွေကိုသဘောတူဆိုတာရတယ်အနေရဖြစ်တယ်။တက်မှာခိုက်မှာရမှာမဟုတ်ပါဘူး။အကြမ်းဖက်မှာရမှာမဟုတ်ပါဘူး။ကျွန်တော်အကြမ်းဖက်တဲ့အခါကျတော့ခရီးရလို့ရှိရတယ်။တချို့တွေကဘာလို့မကြဘူး။ပြောလို့နဲ့ညံ့နဲ့ကြောက်တယ်ပေါ့နော်။ဒါပေမဲ့စာရေးရာဒီရောက်ပြောလို့ပေါ့အကြမ်းဖက်တဲ့ဒီကကိုကြမ်းတာလေဒါပေမဲ့ဓာညာကံပြက်ညာနဲ့အကြမ်းဖက်ပြီးတော့အပြောင်းလဲလုပ်ယူတာညာနဲ့ညာနဲ့ဒါပေမဲ့ဓာညာများပျောက်ဖို့ဟာအင်္ဂလန်ကြားနေတယ်လို့ပြောလို့ပါတယ်အဲ့တော့ဓာညာကံပြက်နဲ့မဲအောင်လို့ကြာရေနာတာဖြစ်မဲ့ဓာညာတွေနဲ့မရအောင်လို့ဆိုတဲ့ဒီလိုပဲလုပ်နေပါတယ်စစ်ဆိုးရဘူပြောလို့ရဆိုရင်လည်းစစ်ဆိုးရဆိုတာလေတကယ်တော့အကြမ်းဖက်တဲ့ပုံစံအကြမ်းဖက်တဲ့စနစ်ကိုယုံကြည်မှဖြစ်ပေါ်လာတာဒီလူတွေကိုထိတ်ထားလို့ဆိုတာတင်းတင်းရင်းရင်းနဲ့တနတ်ကိုချိန်ထားမှချိန်လို့ရမယ်ဆိုတဲ့စိတ်ဓာတ်ကသစ္စာနဲ့တိုက်ခိုက်ရေးလူလာတယ်အကြမ်းဖက်တဲ့ကိုရောက်တယ်ဒီမှာတော့လူဒီမှာရောက်တော့မကြိုက်ကျမကတောင်းတော်ကိုမကြိုက်တာမဟုတ်ပါဘူးစစ်အုပ်စုလေးကိုမကြိုက်တာပါလို့ကျမဒီကပြောရတိုင်းရင်းသားတွေစီးလုံးမှုအခြေအနေလေးသိကျင်ပါတယ်တဲ့ကျမဟာမေးလိုက်ခြင်းနဲ့ဒီကလူတွေရဲ့စီးလုံးမှုအခြေအနေဘယ်လိုနေလဲလို့အဲ့တော့အဲ့ဒီအခြေအနေလေးကိုပြန်သုံးသပ်ပြီးတော့ကိုယ့်ဖြေကိုရှာပါလို့ဒေါ်စုရဲ့ပထမဦးဆုံးလွှတ်တော်မိန့်ခွန်းပါ UNDP ရဲ့2009-2010 survey အရချင်းပြည်နယ်မှာ below poverty line 73.3% နဲ့အဆင်းရဲဆုံးဒုတိယကရခိုင်က 43.5% သိသလောက်လွှတ်တော်ကချင်းပြည်နယ်အတွက် budget စီစဉ်ပေးတာ 1% အောက်ဖြစ်နေတယ်တဲ့ဒီလိုအလွန်ဆင်းရဲနောက်ကျန်ရစ်ခဲ့တဲ့ချင်းပြည်နယ်တို့လိုဟာပို့ပြီးတော့အခွင့်အရေးရပို့ပြီးတော့ချမ်းသာမှုများတဲ့ပြည်မတို့လို၎င်းအခွင့်အရေးထူဒန်းတူနဲ့တူပါဒန်းတူမှုပို့ပြီးတော့ရှိလာအောင်နဲ့ဒေါ်စုအနေနဲ့အစိုးရကဘာလုပ်ပေးသင့်တယ်လို့မြင်ပါတယ်လေတဲ့ USA မှာသုံးတဲ့ affirmative action လိုမျိုးကျင့်သုံးတဲ့နယ်လို့မြင်ရတယ်လေမြင်ပါတယ်လဲနဲ့ပြင်ပါသလားနဲ့တူပါတယ်เนาะဒီမှာနည်းနည်းရေးတာတော့လွဲသွားလို့အဲ့တော့ဟုတ်ပါတယ်ကျမတို့ချင်းပြည်နယ်ဟာကျမတို့နိုင်ငံမှာဆိုလို့ရှိရင်အဆင်းရဲဆုံးပြည်နယ်ဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီတုန်းကဒါ UNDP မဟုတ်ပါဘူးဟိုစား ADB ပေါ့နော် Asian Development Bank ရဲ့စရင်းစရာတွေဒါပေမဲ့တချို့ပြည်နယ်တွေမှာလည်းအဲ့ဒီစရင်းစရာတွေထဲမှာပါလာတဲ့ဆင်းရဲတာတွေရှိပါတယ်ဥပမာအဲ့ဒီစရင်းစရာအရာဆိုလို့ရှိရင်ကယားပြည်နယ်ရဲ့အခြေအနေကမဆိုးဘူးဒါပေမဲ့တကယ်တော့ဆိုးပါတယ်သူတို့ကကယားပြည်နယ်ရဲ့အခြေအနေမဆိုးဘူးလို့မြင်တာဟာဘာဖြစ်လို့လဲဆိုတော့စစ်တမ်းကောက်တဲ့အခါမှာလွယ်ကော်ပဲသွားနိုင်တယ်လွယ်ကော်ပဲသွားနိုင်တဲ့အခါကျတော့လွယ်ကော်ရဲ့အခြေအနေကိုပဲကြည့်ပြီးတော့ကယားပြည်နယ်ရဲ့အခြေအနေကိုသုံးသပ်လိုက်လို့ပါပြီးတော့ကျွန်မပြောချင်တာကဒါဟိုဝေဘာနဲ့အနေနဲ့ပြောတော့မဟုတ်ပါဘူးသူတို့ရဲ့အခက်အခဲတွေအရာပေါ့နော်ဒီစရင်လေ့လာတဲ့အခါမှာကွက်ပြီးတော့လေ့လာနိုင်လို့အဖြေကတော့တိတ်တိကျကျတော့မဟုတ်ပါဘူးဒါပေမဲ့ပြည်နယ်တွေဆင်းရဲတယ်ဆိုတော့အမှန်ပါပဲတို့ဒီဟာနဲ့ပတ်သက်လို့လောလောဆယ်အစိုးရကဘတ်ဂျက်ကမလုံလောက်ဘူးဆိုတာလေကျမတို့လည်းသဘောတူပါတယ်ဘတ်ဂျက်ကလေဘယ်မှာမှလုံလောက်ပုံမရဘူးအဲ့တော့ကျမတို့ဒါတွေကိုပြုပြင်ပြောင်းလဲဖို့ဆိုတာနှစ်ခုလိုတယ်ပေါ့နော်အကြမ်းမြင့်ပါဒါနှစ်ခုဆိုတာအင်တာမအကြမ်းမြင့်အလွယ်ပြောတာပါ
တခုကတော့ကျမတို့နိုင်ငံဟာဝင်ငွေပို့ပြီးတော့ကောင်းလာဖို့လိုတယ်ပို့ပြီးတော့ပြည်သူတွေအတွက်ဖြစ်လာတယ်လွှတ်တော်ထဲမှာဘာလို့လွှတ်တော်ကဘတ်ဂျက်ကိုကင်တာဟုတ်အဲ့တော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကအဖွဲ့ဝင်တွေဘယ်နှယောက်ရှိလဲဆိုတာပြေးရေးလိုက်တော့45ယောက်45ယောက်ဒီတခြားအဖွဲ့ဝင်တွေကတခြားကိုယ်စားလှယ်တွေက651ထဲမှာ45နှုတ်လိုက်လို့ရှိရင်600ကျော်ပေါ့နော်600ကျော်ဆိုတော့ဒီတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလွှတ်တော်တွေမှာတိတ်ပြီးတော့အင်အားမတောင့်သေးပါဘူးမတောင့်ဘူးဆိုပေမဲ့လေကျမတို့ဒီလွှတ်တော်တွေမှာလောကကန်ရတာတော်တော်အားရမှုရှိတယ်ဆိုတာဟာတခြားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်တခြားပါတီတွေကလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်နောက်ပြီးတော့လည်းဒီလွှတ်တော်ဥက္ကဋ္ဌကလည်းဒါမှမျှမျှတတဆက်ဆံပါတယ်ဒါတော့ကျမတို့ဒီတိုင်းရင်းသားကိုယ်စားလှယ်တွေကလည်းမိမိတို့ရဲ့ပြည်နယ်တွေမှာဆင်းရဲနေတာကိုသိတာပေါ့ဒီတော့အဲ့ဒီတွေဟာမှာတတ်နိုင်သမျှပြုပြင်နေခြင်းတဲ့စိတ်တွေရှိပါတယ်အဲ့ဒီတော့ပြုပြင်နိုင်အောင်လို့လဲလွတ်တော်အတွင်းကနေပြီးတော့ကျမတို့စူးစမ်းပါမယ်ဒါပေမဲ့ဒီအပြင်လက်တွေ့ကြကျကျမဘာတစ်ခုလုပ်လဲဆိုတော့အခုအချိန်မှာမြန်မာနိုင်ငံမဲ့အပြောင်းလဲတွေကြောင့်မလို့လာပြီးတော့ကူညီခြင်းတဲ့အဖွဲ့အစည်းတွေဥမာကုလသမဂ္ဂနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေအခြားအဖွဲ့အစည်းတွေကူညီခြင်းတဲ့နိုင်ငံတွေရှိပါတယ်အဲ့ဒီကကိုယ်စားလှယ်တွေလာလို့ရှိရင်ကျမနဲ့တွေ့တဲ့အခါမှာဘယ်လိုကူညီသင့်တယ်လဲလို့မေးကြပါတယ်အဲ့လိုဆိုရင်ကျမအမြဲပဲပြောပါတယ်ဖွံ့ဖြိုးရေးအစီအစဉ်တွေပဲဖြစ်ဖြစ်နော်လူသားချင်းဆိုင်ရာအစီအစဉ်တွေပဲဖြစ်ဖြစ်အဲ့ဒီလိုကူညီမှုပေးတဲ့အခါမှာဗမာအများစုနေတဲ့ဒေသတွေအတွက်စီမံကိန်းတစ်ခုလုပ်လို့ရှိရင်တိုင်းသားများနေတဲ့ပြည်နယ်တွေအတွက်အ ਨੇ ဆုံးနောက်တစ်ခုတော့လုပ်ရမယ်မျှတမှုရှိလာအောင်လို့တက်နိုင်လို့ရှိရင်တစ်ခုတည်းပို့ပြီးလုပ်ရမယ်ဘာလို့ပြည်နယ်တွေကတစ်ခုမကရှိတယ်ဒါပေမဲ့ကျမတစ်ခုတော့တိုင်းသားတွေကိုလည်းတတိပေးကြပါမယ်ကျမတော်တော်နှံ့ဆက်ဒီအထူးဖြင့်ရွေးကောက်ပွဲမတိုင်မီတော့ခီးထွက်ခဲ့ပါတယ်ကျမတို့ဒီဗမာတွေလည်းတော်တော်တိုင်းသားပြည်နယ်များမှာပိုပြီးဆင်းရဲတယ်ဆိုတာကိုကျွန်မလက်ခံတယ်။ဒါပေမဲ့ချို့ဗမာတွေလည်းအင်တန်ဆင်းရဲတယ်ဆိုတာကိုမေ့စီမှာ။ဘာပဲပြောကျွန်မအနေနဲ့တော့တိုင်းသားများရဲ့ပိုပြီးတော့ပြုလုပ်မှုနည်းတဲ့အဖြစ်ကိုပြုပြင်ဖို့တဲ့ affirmative action တို့ဟာမျိုးလုပ်ငန်းတွေဆိုတာလုပ်တဲ့ကိစ္စလို့ထင်တယ်။အဲ့ဒီရှင်းဒီလက်ရှိ NLD မှာဆန္ဒပြုမှုတွေရှိနေပါတယ်တဲ့ဘိုးခြေနှံ့လို့လည်းသိရပါတယ်တဲ့အဲ့ဒါမှတမ်းပါပဲအဲ့ဒါကိုဘယ်လိုဆောင်ရွက်ပါလဲတဲ့ NLD ဥက္ကဋ္ဌတယောက်အနေနဲ့ဘယ်လိုကိုင်တွယ်ရှင်းဘာမလဲသိချင်ပါတယ်ရှင်းတယ်ကျွန်မပြရအောင်ဒီမိုကရေစီနိုင်ငံမှာနေပြီးတော့ပါတီကိုအဖွဲ့ဝင်တွေကပါတီခေါင်းဆောင်တွေကိုမကျေနပ်တာမသိဘူးလားအဲ့တော့အခုဆိုလို့ရှိရင်ဘုရားရှင်ဒီသာသနာ့ပြောင်းလဲလုပ်ရဆိုတော့ဘာနဲ့ပတ်သက်နေလဲဆိုတော့ပါတီလာတာနဲ့ပတ်သက်တယ်။ပါတီလာတာနဲ့စစ်ပါရေးရဲ့ကော်မရှင်တွေဖွဲ့တဲ့အခါမှာခက်တယ်လို့ပြောရင်ဟုတ်မပါလို့ပါလို့ဆိုတော့အဲ့ဒါတိုင်းတက်ပါတော့။ဒါကျွန်တော်အစားတက်တယ်လို့ပြောတယ်။ဒီမှာမရှိတဲ့ကရတဲ့ဘာလို့ပြုနေလဲ။ဒီကနေရကျမတို့ချင်းချင်းနဲ့အရေးကြီးတယ်ချက်ပြီးတော့လုပ်သွားတယ်အခုဒီအစကတော့ကျမတို့ကိုယ်ဦးစီးစနစ်ဆိုပြီးတော့ဆွဲကြတာပါဒါလည်းလုံးဝမှာမဟုတ်ပါဘူးကျမတို့20ကျော်မှာပါတီရဲ့အတိတ်တွေစုဆောင်းမှမရှိဘူးညီလာခံနဲ့ပြပါမှမရှိဘူးမျိုးဆိုတော့လည်းဘိုးရုံးကိုပဲရှိတယ်အဲ့လိုအနေထားမှာကျမတို့ကနေတော့အချက်ကနေပဲအားလုံးစုသက်ချက်ချနေရတယ်ခိုင်ရတဲ့အချက်ကားတယ်လို့
တော်ခါဒီကျမတို့အောက်ခြေကပါတီတွေလည်းခိုင်းရတာဒါပေမဲ့အဲ့ဒီခက်ခဲတဲ့အချိန်မှာတော့ရက်ဒီဆက်ပြရက်ဒီရဲ့အောက်ခြေကပါတီတွေရဲ့ပါတီတွေနဲ့တော့အခုတော့ပြောများတာပြန်တော့များတာဆိုပေမဲ့ဒီလာကန်ဒီလိုရှိလို့ရှိရင်တော့ဒါဘုရားစီစနစ်လို့ပြောဖို့ဆိုတာတော့ဘုရားခက်တော့အောက်ကနေတော့ဒီကရက်တိရနေတာကိုရွေးချယ်လိုက်တဲ့ကိုယ်စလေရတဲ့ချက်တဲ့တော့ပေါ့နော်အဲ့တော့ဒီကနေ့ကိုရွေးချယ်နေတာလို့ပြောဒီမိုကရေစီရဲ့အခြေခံတစ်ခုဖြစ်တဲ့လွတ်လပ်စွာရေးသားပြောဆိုခွင့်ဆန္ဒဖော်ထုတ်ခွင့်တွေရဲ့အတိုင်းအတာကဘယ်မှာအဆုံးသတ်ပါလဲ။ဒီနည်းအားဖြင့်ဒီမိုကရေစီကဝေအပေးထားတဲ့အခွင့်အရေးတွေကိုအလွယ်တကူမဖြစ်အောင်ဘာနဲ့ထိခွင့်ရမှာကိုဖြစ်ကြပြပါခင်ဗျာ။အဲ့တော့ဒီဟာမှာလူတွေကကိုယ့်ရဲ့အခွင့်အရေးကိုပဲသိတယ်။တောင်းဝန်တရားကိုဆိုတော့မမြင်ကြဘူး။ဆိုတော့ကျွန်တော်ပြည်သူ့စကားပြောနေတော့ဟိုဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မြင်နေတယ်။အဲဒီဗီဒီယိုဆက်လက်ထုတ်ပြီးတဲ့ပုံပေါ်မှာဘာလို့မြင်လဲဆိုတော့ကျွန်တော်ပြောလေလူလာဆိုလို့ပါနေကိုကိုယ့်ရဲ့တောင်းဝန်နဲ့ထိထားတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကမှပါလာတဲ့အချက်အလက်တွေထဲမှာကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးကျွန်တော်သိတာပေါ့နော်။ဟိုအဲ့ဒီမြန်မာနိုင်ငံကအမေရိကန်တန်ဖိုးအရာရှိတွေရဲ့တချို့ဒီမိုကရေစီတဲ့ပြုရှားနေတဲ့ပုဂ္ဂိုလ်တွေကြားမှာပြည့်စုံလာတဲ့အကြောင်းပါပါတယ်။အဲ့တော့စားလိုက်လို့ရှိလို့ရှိရင်ဒီလိုပြုရှားနေတဲ့ရဲဘော်တွေအတွက်အန်ဒီစပါပေါ့နော်။အဲ့ဒါမျိုးကျွန်တော်ပြောချင်တာကိုယ့်ရဲ့လက်လာလုပ်ပိုင်ခွင့်ကိုသူကချားသူတွေကိုမချစ်အောင်စိတ်ကနေသင်ထားတာဝန်စိတ်နဲ့ထိန်းထားအဲ့တော့ဒီလိုမျိုးစိတ်လွတ်လပ်ခွင့်ဘာပဲဖြစ်ဖြစ်တာဝန်စိတ်နဲ့ထိန်းထားကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုသုံးခြင်းအားဖြင့်သူတစ်ပါးရဲ့လွတ်လပ်ခွင့်ကိုထိပါပြီဆိုလို့ရှိရင်တော့ဒါဟာဒီမိုကရေစီကိုဖောက်နေပြီလို့ပြောရတယ်ဘုရားပါပါလေရခိုင်ရေးမှာလူကြီးကြားတွေလူမျိုးရေးအနေခံရတယ်ဆိုပြီးပဲလက်ရှိဆုံးရှုံးမှုတွေအတွက်နှစ်ဖက်စလုံးအပြည့်မကင်းတာဝန်မကင်းပါဘူးတဲ့လို့ပြောဆိုမှုတွေရှိပါတယ်ပြောဆိုနေတဲ့လူတွေဘောလာရှိပါတယ်တဲ့ဒီဟာမှာလည်းအကြမ်းဖက်ဝင်ဖက်ဆုံးကလုပ်ကြတယ်နော်ဒါဘာကြောင့်လို့ပြောတာတော့စစောကပြေရတော့တဲ့လမ်းကြောင်းကိုလုပ်ကြတာကိုမိရှုံကြီးတွေမလုပ်ကြနဲ့တစ်ဖက်ကပြောရမယ်ဆိုလို့ရှိရင်ပါရတဲ့နားကြိုက်ရှိလို့ပေါ့နော်အဲ့တော့အဲ့ဒီလိုဆက်သွားမယ်ဆိုရင်တော့ဆုံးရတယ်တစ်ဖက်ကလို့တစ်ဖက်ကပြန်လို့တစ်ဖက်ကပြန်တယ်တစ်ခါတစ်ခါအဲ့ဒီကံတရားကြီးဟာဆက်ပြီးတော့လေပေါင်းပါမယ်ဒါကြောင့်ဒီကတော့ဥပဒေစိုးမိုးရေးနဲ့ပထမထိမှပဲဒီတရားရတဲ့အခါထိုက်တဲ့အကျဉ်းဖတ်မှုတွေရင်ပြောတဲ့အခါမှာနှစ်ဦးတစ်ဖက်ပြေရလေးကိုကြည့်ရတော့စပြီးကြိုးစားနေပါတယ်ဒီကနေ့ဒီကအမြင်ဒုတိယပြည်လုံးဒီလာကအမြင်ဖြစ်ပါလေကျမတို့လည်းအများကြီးသိတာဒုတိယပြည်လုံးဆိုတာပေါ့နော်အမျိုးသားပြန်လည်ရရှိတိုင်းရင်းသားများအချင်းချင်းရရှိကိုဖြစ်စေတဲ့စက်မှန်တဲ့ပြည်လုံးစိတ်ဓာတ်ကိုပေါ်ဆောင်ရဖြစ်ပါတယ်။ကျမတို့ကြာရင်မှဆိုတော့လေဒိုင်းလာကိုဆိုတဲ့ကဂမိပေးရတာပြည်လုံးညီလာခံမှာမပါခဲ့တဲ့ဒန်းတာမျိုးရှိပါတယ်တဲ့အဲ့ဒါကြောင့်ပြည်လုံးကြောင်းပြောတဲ့အခါကျသတိလေးနဲ့ပြောပါဆိုဒီလိုကျွန်တော်ကိုသတိလေးနဲ့ပြောသိရှိပါဟုတ်ပါလေအဲ့ဒီတော့1949ခုနှစ်ပြည်လုံးညီလာခံမှာကျွန်တော်တို့နိုင်ငံမှာရှိတဲ့ဒန်းတာမျိုးအားလုံးပါခဲ့တာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတော့အခြေအနေရလွတ်လပ်လေးကိုမျှော်မှန်းပြီးတော့ကျင်းပရတဲ့ညီလာခံအဲ့ဒီမှာဘယ်လိုပြောရမလဲဆိုရင်ဟိုအင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်ထဲမှာဆိုရင်တောင်တန်းဒေသများဆိုတော့ခေါ်တာရှိပါတယ်အဲ့တောင်တန်းဒေသများကမိမိတို့ရဲ့ဆန္ဒအရလွတ်လပ်ရေးရတဲ့အခါမှာဗမာများစုနဲ့ပူးပေါင်းပြီးဒီမှာလားတက်ကောင်းမှာလားဆိုတော့အဲ့ဒီဟာကိုဒီတောင်တန်းဒေသနဲ့တိုင်းဒေသများကိုဆုံးဖြတ်ပိုင်ခွင့်ပေးမယ်ဆိုပြီးတော့အဲ့ဒီ
တုန်းကဗြိတိရှဆိုတာပြောခဲ့ပါတယ်အဲ့ဒါမြန်မာနိုင်ငံကဥပကွဲသားတဲ့နဲ့အတူပါစီလုံးနဲ့လွတ်လပ်ရေးယူနိုင်ဖို့ဒီတောင်တန်းဒေသများလို့ဒီမှာသတ်မှတ်ထားတဲ့ပြည်နယ်တွေကိုဥဆောင်တဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးပြီးတော့လုပ်တဲ့ပြည်နယ်များမှာပြည်နယ်ကြီးကတော့ဆက်ပေါ်လာနေစဉ်တော့ဟိုအရင်တိုင်းတော့မဟုတ်နိုင်ပါဘူးဒါကပြောပါတယ်27ရာစုဒီလားပြည်နယ်ဖြစ်ရတယ်27ရာစုအခြေအနေနဲ့ကိုက်နေတဲ့ပြည်နယ်ဖြစ်ရတယ်အဓိကဒီရဲ့ချက်ကစစ်မှန်တဲ့ဒီတော့စိတ်ဓာတ်ကိုထူထောင်ဖို့ပါဆိုတော့ကျွန်တော်ပြောတယ်တကယ်တော်မှန်လေးဆိုတာစိတ်တွေတော်မှန်လေးတကယ်ညီညွတ်မှုဆိုတာလေစိတ်တွေရတာလေညီညွတ်မှုဖြစ်ရပါတယ်What will the role of the U.S. be in the new Burma? အဲ့တော့ဒီလိုထားတော့ဘုမာလေးကပြည်လိုက်ထားတာကိုပြအမေရိကန်နိုင်ငံသားတွေပြည်လိုက်ထားတာ I'll answer this question in English because I think it comes from one of the non-Burmese here. What was the role of the U.S. in the new Burma? The United States has been a good friend to the movement of democracy in Burma for over 2 decades. And I believe that the United States will continue to be a good friend as we seek to consolidate democratic changes. A good friend needs to understand what's going on in the country, and it's our duty to let the United States administration know what is happening to our country and what our needs are, that they may be able to help us. So I cannot assign a particular role to the United States. If I have to assign one particular role, I would just say the role of a good, true friend.ဒီနိုင်ငံမှာနေတဲ့လူတွေအားလုံးပြရမှာပေါ့ဒါကလည်းနိုင်ငံတွေပြောတဲ့ကိစ္စတွေကိုယ်နိုင်ငံကိုဘာလို့ပြနိုင်လဲဆိုတော့မသိပါဘူးကိုယ်နိုင်ငံကိုဘာလို့ပြနိုင်လဲဆိုတော့သိတာပါကျမတို့နိုင်ငံဒီမိုကရေစီကအခုမှပေါက်ဖွားလာပဲရှိနေတယ်နောက်ဖြစ်ဆက်ရှောင်းရမယ်ဒီမှာလွတ်เสียတွေနားရှိနေတော့အန်တီဆွေရဲ့ကျမ်းမာရေးကိုအထူးဆိုရပါတယ်အန်တီဆွေကောင်းတာတိုင်းပြည်အကျိုးတော့အဲ့တော့ဆိုတော့ကျမ်းမာရေးနဲ့ပတ်သက်လို့ဆိုရင်ဘာမေးကြတယ်ဒီအားလုံးကျေးဇူးတင်ပါတယ်ကျမကျမ်းမာရေးကိုလည်းယူဆိုင်ပါတယ်ဒါနဲ့ပတ်သက်လို့2000နဲ့2000ရောက်တော့မန္တလေးမှာဖြစ်ခဲ့တဲ့ဒီပါမီကိုကြောင်ပြောကြပါတယ်။ဆိုတော့မန္တလေးမှာရောက်နေတယ်ဟိုနားပေါ့နော်ဒီလိုရတယ်ဟိုဘာလို့လာပြီးတော့ဆက်ကြတော့ဆက်ကြတော့နေကအဲ့ဒီနဲ့ထပ်မှာမျိုးခါတိုင်းလိုပဲသူတောင်းပြရတာပေါ့နော်ဟိုကြောင်ပါဒီတက်တယ်ဖြေပါသည်အဲ့ဒီရောပြောတယ်တစ်တစ်ခါဖြေပါသည်နေမနာပါဒီလိုတည်းဖြေရတော့လို့ဆရာရအများကြီးဒီလိုနိုင်ငံရောက်မြန်မာနိုင်ငံသားများရဲ့တာသမီလေးကြီးအမေကြီးရှိတော့တာသမီလေးတွေကိုကိုယ်ပိုင်ချင်းဥမှာကိုယ်ပိုင်ဘာသာစကားမနစ်ကြောက်ဖို့ဘာကိုဒီလိုအကြံပြုကြပါလဲအဲ့တော့ဘာသာစကားပြောနေတယ်လို့ရှိရင်ကိုယ်လည်းအဲ့ဒီမှာချင်းကိုယ့်ရဲ့ဘာသာစကားပြောအတိုင်းသားဘာသာလေးဖြစ်ဖြစ်ဘာသာစကားလေးဖြစ်ဖြစ်ပေါ့နော်တချင်းလုံးပြောနေပါ
အဲ့ဒါဟာမပြောက်တော့ပါဒါကနံပါတ်1ပေါ့နံပါတ်2ကတော့စုစည်းမှုတွေရှိရမယ်ဥပမာဆိုလို့ရှိရင်ဘုရားတော်ကြောင့်ရွယ်ဖြစ်ဖြစ်ကိုအထက်အောင်နော်ကိုထဲလူတွေနေတဲ့နေရာတနေရာပဲဖြစ်ဖြစ်အဲ့ဒါစုစည်းပြီးတော့ကျွန်တော်တို့နိုင်ငံကရင်းမှုတွေပေါ်တိုင်းသားမျိုးစုံရဲ့ရင်းမှုတွေကိုကလေးတွေနဲ့ညီမအောင်လုပ်ပြရဒါပေမဲ့အဲ့လိုလုပ်တဲ့အခါမှာတိတ်ပြီးတော့အချင်းချင်းစကားမများကြနဲ့နော်နှုတ်ရဲ့တက်ဓမ္မရင်းချင်းကဒါလားဆိုကလေးတွေလာတော့မြန်မာပြည်ရဲ့စီးပွားရေးလုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီလားဆိုတော့ကျွန်တော်ဒီလိုသိမရှိဘူးချောင်းပြရပြောရတာတော့မြန်မာနိုင်ငံမှာအခုဆိုလို့ရှိရင်စီးပွားရေးအခွင့်အရေးရတော့မယ်ဆိုတော့အများအကျိုးပြီးတော့ဝင်ကြရတယ်အဲ့ဒါလည်းအမြဲတမ်းရှိတာဘာလို့ဆိုချင်းချင်းတွေလို့ကအကောင်းဆုံးပါလဲကျွန်တော်မြန်မာလေးစားတဲ့စီးပွားရေးပညာရှင်တွေကပြောသူပေါ့နော်အခုမြန်မာနိုင်ငံကိုရင်းနှီးမြှုပ်နှံတဲ့လူတွေမူရှင်က gold rush ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒါလည်းမြန်လာပြီးတော့ကောင်းမြန်အများထုတ်နိုင်တယ်ဆိုရင်စိတ်ထားနဲ့ဝင်လာမယ့်လူတွေရှိပါတယ်တကယ်ပဲစေတနာသမားနဲ့ဝင်လာမယ့်လူတွေရှိပါတယ်အဲ့တော့စီးပွားရေးလုပ်ငန်းကြီးတွေကြတော့ဒီလုပ်ငန်းတွေရဲ့သမိုင်းကြောင်းကိုကျွန်တော်လိုက်ကြည့်လို့ရပါတယ်စီးပွားရေးလုပ်ငန်းကြီးတွေဟာတာဝန်ကြီးကြီးနဲ့လုပ်တယ်လူအခွင့်အရေးတွေကိုလုပ်ငန်းကြီးတွေဟာလေးစားတယ်ဘယ်လုပ်ငန်းကြီးတွေဟာပေါင်းပြီးထိပ်ပြီးစသဖြင့်ပေါ့နော်တာဝန်ကြီးကြီးနဲ့လုပ်ရမယ့်ကိစ္စတွေလေးစားတယ်ဆိုတော့လေးစားပြီးမှဒါကျွန်တော်တို့နိုင်ငံအနေနဲ့လက်ခံရမယ်ဒီဟာမှာဆိုလို့ရှိရင်နိုင်ငံခြားရင်းနှီးမှုများပြုံးမှာဥပဒေဟာလွတ်တော်ကနေပြီးတော့ပြောပါမယ်လွတ်တော်နဲ့လည်းအများကြီးဆိုင်တဲ့ကိစ္စပါရင်တော်ကနေပြီးတော့ဒီကျန်းအနေနဲ့ထွက်ကြတဲ့အခါမှာဝေဘာမှုတွေလည်းရှိပါတယ်ဒီဝေဘာမှုတွေကအခြေခံပြီးတော့လွတ်တော်ကလည်းပြုပြင်ပြောင်းလဲတဲ့အပိုင်းကိုပြုပြင်ပြောင်းလဲမယ်လို့ကျွန်တော်ယူကြည့်ပါတယ်အဲ့ဒါကအခြေခံပြီးတော့မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံတွေမှာရှိတဲ့ပွင့်လင်းတဲ့ဒီဝါရေးစနစ်တစ်ခုရအောင်ကျွန်တော်ယူဆပါမယ်နိုင်ငံသားခံယူထားသောမြန်မာပြည်ကိုအေးရှိမြန်မာနိုင်ငံမှာနေထိုင်ခွင့်ရှိမရှိသိရပါလိမ့်တဲ့အဲ့ဒီဟာလေဥပဒေနဲ့ဆိုင်နေပေါ့နော်ကျွန်တော်တို့ကဥပဒေပြုလို့ဆိုတော့ဒါတွေကိုနောက်ကြလို့ရှိရင်စဉ်းစားအောင်ပါမယ်အခုနိုင်ငံသားတွေဆိုလို့ရှိရင်နိုင်ငံသားခံယူထားပြီဆိုလို့ရှိရင်တော့တခြားနိုင်ငံသားတွေလိုပဲဓာတ်ညီတို့ခွင့်ရေးပဲရဖို့ရှိပါတယ်ဒါတရားဥပဒေစိုးမိုးရအောင်ဆိုရင်ဒီလိုပဲသို့တော်ညာလေဒီကတခြားနိုင်ငံတွေကလာတဲ့နိုင်ငံသားတွေလည်းရေရှည်မြန်မာနိုင်ငံမှာနေနိုင်အောင်လုပ်ပေးနိုင်တဲ့အစီအစဉ်ရှိပါတယ်ဒီလိုဆိုလို့ရှိရင်စီးပွားရေးလုပ်တယ်မြန်မာနိုင်ငံမှာစီးပွားရေးလုပ်တယ်တော်တော်ကြာပါပြီနိုင်ငံသားတွေပေါ့နော်ဒီမြန်မာနိုင်ငံမှာပဲအခြေချပြီးတော့နေတဲ့ပေါ်ရှိပါတယ်ဒါကြောင့်မို့နိုင်ငံသားခံယူထားလို့မြန်မာနိုင်ငံမှာလာတော့နှစ်ရှည်တာများမနေနိုင်ဘူးဆိုတော့မဟုတ်ပါဘူးနေနိုင်မှာဖြစ်ပါတယ်တရားဥပဒေစိုးမိုးရေးနဲ့တော့အများကြီးဆိုင်ပါတယ်ဒါတို့ခွဲခြားမှုရှိအောင်လို့လူရင်းလူမျိုးပေါ့လူရင်းလူမျိုးအဲ့ဒီခွဲခြားမှုရှိအောင်လို့ဆိုတာတော့တရားဥပဒေစိုးမိုးရေးနဲ့ထိန်းသိမ်းရမှာဖြစ်ပါတယ်ဒါလည်းကျွန်တော်တို့တော်ရဲ့အကြောင်းတော့နောက်ပြုနေတယ်ကျွန်တော်တရားဥပဒေစိုးမိုးရေးပေါ့ဒီဥက္ကဋ္ဌဆိုတော့ဒါဝင်တော့ဒီကြားကိုလာအနည်းဆိုရရှိပါတယ်။ဟာတရားပြအောင်လို့ပြောတော့တိုင်းသားတွေနဲ့ညီကြရေးဆွေးနွေးပွဲမှာတော့စကောင်းတာမတွေ့သေးပါဘူးတဲ့။သမ္မတကြီးနဲ့ဝန်ကြီးဦးအောင်မင်းကဖိတ်ခေါ်ရင်တော့စုတဲ့ရောက်ပြီးဆွေးနွေးမှာလားတဲ့။ဒါကြောင့်ကြားလာပြီးတော့လာတာကျွန်တော်အိတ်ဖွင့်ပေးတာနဲ့ကျွန်တော်ပြောပြပါတယ်။ကျွန်တော်တို့ဟာတိုင်းသားများနဲ့ကျန်ညာကြားမှာညီညာရရှိဖို့သဘောတူညီမှုတွေဖြစ်ပေါ်ဖို့
အေးချမ်းမှုတွေဖြစ်ပေါ်ဖို့ဆိုလို့ရှိရင်ဘယ်တရားပဲမဆိုတောင်းပေးလို့ရှိလို့ရှိရင်ယူရလို့အောင်ပဲဆိုတာပြောခါပြတာဖြစ်ပါတယ်ဒါပေမဲ့အခုဆိုတော့မရှင်းရတဲ့အတိုင်းပဲပေါ့နော်ညီတိုင်းဆွေးနွေးပွဲတွေဟာဆိုတော့နေပြီးတော့ဆောင်ပြီးလုပ်နေရတာဒီချိန်မှာဒီဆွေးနွေးပွဲတွေအောင်မြင်နိုင်ဖို့အတွက်ကတော့ဆုတောင်းပါတယ်ဒီဘေးကနေပြီးတော့ဝေဖန်ခြင်းလက်ညှိုးထိုးခြင်းအပြင်အောင်မြင်မှုကိုတို့ကူညီပြီးတော့လုပ်ပေးနိုင်တယ်လို့တို့မထင်ပါဘူးဒီမှာကိုယ်တိုင်ကလည်းဆွေးနွေးပွဲတွေမှာပါဝင်ခဲ့ရင်ဘယ်တော့မှအဖြစ်ရနိုင်တယ်ဆိုတာဒီလိုသိတာမဟုတ်ပါဘူးလေတော်တော်ပြောရမယ်ဆိုလို့ရှိရင်တို့ဖိတ်ခေါ်လို့ရှိရင်တို့ပါဝင်ဖို့စဉ်းစားပါမယ်နောက်မျိုးဆက်တဲ့အတွက်နိုင်ငံရေးစီးပွားရေးပညာရေးခေတ်မကြကြံရေးခဲ့ရအောင်လို့ဘယ်လိုညောင်လို့အခုကြီးတန်တန်ဒီလိုကျူးကျူးကြီးခါကအတန်ညာဆက်ခါပါတယ်လက်ခါပါတယ်လို့ပြောတယ်အဲ့တော့နောက်မျိုးဆက်တဲ့တိုးတက်ဖို့ဆိုတာအဓိကတော့ပညာရေးပါပညာရေးနဲ့နောက်တစ်ခုကအလုပ်ဖန်တီးရေးဘာလို့တော့နိုင်ငံမှာဆိုလို့ရှိရင်တို့လက်မဖြစ်နေတဲ့လူတွေအများကြီးပဲတို့ရဲ့ကော်မှုတွေပါဆိုလို့ရှိရင်ဘဝရလူတွေ95ရာခိုင်နှုန်းအလုပ်ရှိပြီးတော့တို့ကအလုပ်ဖန်တီးရမယ်ဒီလက်ဒီတွေရောက်မှကြောင်းရပြဖို့ဆိုတာအများကြီးပဲမလို့တော့အဲ့တော့အလုပ်တွေပေါ့နော်အတမွေးကြောင်းပညာသင်တန်းတွေရတို့ကောင်းမှုကတော့ရုပ်ကိုစပြီးတော့စီစဉ်ပါပြီအဲ့ဒါဘုံရောက်နေတာအခန့်ခုအခုဒီနေလေးကိုရတယ်နေခွက်ကိုရထားပြီဆိုတော့အဲ့မှာစပြီးတော့ပြောပြီးတော့နောက်မြန်မာတော့စနိုင်တော့မယ်ဆိုတာပြောနေပါတယ်ဒါပေမဲ့ဒါဟာသွားဘုံလို့နေတယ်ပါလားလို့ပြောတာပါဒါလည်းအများကြီးလို့ပြောပါတယ်ဒါတော့အလုပ်တွေလည်းဖန်တီးပေးရမယ်ဒီလုပ်တွေအတွက်လည်းလူငယ်တွေကိုသင်တန်းပေးရမယ်ပညာပေးရမယ်ဒါကြောင့်ကျွန်တော်ပြောတယ်ပေါ့နော်ယဉ်ကျေးမှုနာမှုတွေဘယ်လိုယဉ်ကျေးမှုနာမှုတွေကိုကျွန်တော်တို့ကြိုးစားတယ်ဆိုတော့ဒီအလုပ်ရဲ့ဖန်တီးပေးရင်on the job training ပေါ့အလုပ်လုပ်ရင်းနဲ့အလုပ်သင်သွားတဲ့စီမံကိန်းမျိုးဆိုရင်တော့ကျွန်တော်တို့လည်းအများကြီးတော့ပြီးပါဒီရေရှည်မှာဆိုလို့ရှိရင်တော့ပြန်ရေးတဲ့တူလို့ပြရမှာပါအားလုံးကြိုးစားလာတော့ကြားမိလာတော့ဒီကတော့တဲ့ဒီပညာရေးနဲ့ပတ်သက်လို့ဥပဒေဉာဏ်ကျဲလို့လည်းတော်နေတော့လုပ်နေပါတယ်ဒါပေမဲ့တဲ့ဒီပညာရေးမတိုင်ခင်မှာအခြေခံပညာရေးရှိတယ်အခြေခံပညာရေးနဲ့ပတ်သက်တဲ့ဥပဒေကတော့ကျွန်တော်တို့အဖွဲ့ယူကကျွန်တော်မရောက်ခင်ကတည်းကအကျဉ်းပြုပြီးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့သိပြီးတော့အခုချက်ချင်းနိုင်တော့အပြည့်နိုင်စင်နိုင်တဲ့နေရာမှာမရှိသေးပါဘူးဒီအားရတဲ့ရှိရဆိုလို့ရှိရင်နောက်မှဒီတော့ကြိုးစားပါမယ်ပညာရေးအဓိကပညာရေးနဲ့ကျမ်းမာရေးပညာရေးတက်ပြီးတော့အဲ့ရတဲ့สิ่งတွေနေနေဖြစ်တယ်အဲ့တော့ပညာရေးရောကျမ်းမာရေးရောကျွန်တော်ပထမဆုံးနိုင်ရမယ်အဲ့ဒါသာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပညာရေးအတွက်ကျွန်တော်တို့ကူညီချင်ပါတယ်ပညာရေးအတွက်အမေတို့ဘယ်လိုစီစဉ်ထားပါလဲဆိုတာသိချင်ပါတယ်ခါတာတော့ဒီကကျွန်တော်တို့ခေါ်ကြပါတော့ဆိုတော့ဘုတဲ့ခါတော့ပညာရေးနဲ့ပတ်သက်တဲ့အစွမ်းအကြောင်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့အစွမ်းပဲလို့ထပ်ပြပါတယ်သို့တော်ညာလေကျွန်တော်2010ကျော်လာမှလွတ်ပြီးကြတာဒီမိုကရေစီကိုရဲ့ဖွဲ့လို့ပေါ့နော်ကျွန်တော်စီစဉ်ပြီးတော့ဒီကိုရဲထဲမှာဆိုလို့ရှိရင်ပညာရေးကိုရဲလည်းပါပါတယ်ပညာရေးကိုရဲအများကြီးတစ်ခုပါလဲဆိုတော့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အခမဲ့ကျောင်း29ကျောင်းဖွင့်ပြပါတယ်အဲ့ဒီမှာဒီရဲ့အခမဲ့လို့အစိုးရကျောင်းတွေကိုမတက်နိုင်ဘူးအစိုးရကျောင်းတွေကဘာမှမပြရဘူးဆိုတော့တခြားအနေနဲ့ပြရမဟုတ်အဲ့တော့မတက်နိုင်ဘူးအဲ့ဒါဘာလို့လုပ်ပါလဲဒီဟာလေးရေးရှင်းလက်ပြီးနိုင်ဖို့ဆိုတော့အများကြီးကြိုးစားဖို့လိုပါတယ်အဲဒါကြောင့်မို့ကူညီနိုင်တဲ့လူကူညီကျင်တဲ့လူရှိလို့ရှိရင်ကျွန်တော်တို့ပြည်သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ဆက်သွယ်ပြီးတော့ဘယ်လိုကူညီနိုင်မလဲဆိုတာကိုကြားပြကြပါကျွန်တော်လည်းလက်တက်တယ်
မဝေးတဲ့အချိန်မှာနိုင်ငံသားခံနိုင်ခွင့်ရေးရမြည်ပါလားတဲ့အဲ့ဒီဟာကိုမြေတော်ချာကုလဘာသာတော်ကဝန်ထမ်းလက်ရှိဝန်ထမ်းတွေဟောင်းနေတွေ့တဲ့အခါမှာတရားပါတိကျပြောပါတယ်ဒီနိုင်ငံသားခံယူပိုင်ခွင့်ပေါ့နော်အဲ့ဒါလေနောက်ဆုံးကြတော့လွတ်တော်ကပဲဆုံးဖြတ်ရမယ်ကိစ္စပါဥပဒေအရဆုံးဖြတ်ရမယ်ကိစ္စပါဒါနဲ့ပတ်သက်ပြီးပြောမှာတော့ဒီကမှာနိုင်ငံသားခံယူခွင့်မပေးထားတဲ့မြန်မာနိုင်ငံအပြင်နဲ့အခြားနိုင်ငံတွေရှိပါတယ်။ပြောတော့ဒီဟာကလွတ်တော်ကနေတိတိကျကျကြီးကြီးလေးဆွေးနွေးပြီးတော့ဆုံးဖြတ်ရမယ်ကိစ္စပါ။ဒီသားများတော့သိတော့စိတ်ဝင်စားရဆိုလို့ရှိရင်ဆွေးနွေးနိုင်တဲ့အခြေအနေကပေါ်လာမှာပါအခုကြည့်တော့စိတ်များရောက်ဆွေးနွေးပြီးစီခြင်းနဲ့ဆိုရင်ဒီဟာရှိရဘူးဘာဖြစ်လို့လဲဆိုဒီကိစ္စဟာဒီပါရောက်နေတဲ့ကျွန်တော်တို့ဒီသားတွေနဲ့အဓိကသက်ဆိုင်နေတယ်ဆိုတော့ဒီတွင်းမှာတော့ဒါတွေကိုသိပြီးတော့ပြောတာဆိုတာရှိရလူလဲစုမလို့တော့ပြစ်ထားမယ်ဆိုရင်တကယ်ရှိပါဒီဘာမှရောက်နေတယ်ဒီလူလဲစုဆိုပေမဲ့ဒီလူလဲစုရဲ့အခွင့်အရေးတွေဒီလူလဲစုရဲ့မျှော်လင့်ချက်တွေကိုလည်းတော့အမြဲပဲခေါင်းထဲမှာထားပြီးတော့တတ်နိုင်နေတာကြည့်ပြီးတော့ပြည့်စုံရအောင် I dare you to dissolve region of Burma in 10 years' time. With regards to development, culturally, economically, and politically. We are all Mahadev Kerala, so Mahadev Kerala. So Mahadev we have a time of we have Send it down. မြန်မာနိုင်ငံကဒီလိုဖြစ်နေတယ်လို့မှန်းကြည့်လို့ရှိရင်တော့ဒီမှာဆယ်နှစ်ဆိုတော့ကျေးဇူးနဲ့ထောက်ပါတော့ကျေးဇူးနဲ့တူဆိုတော့ဒီကြားထဲမှာဒီပြုပြင်ပြောင်းလဲရေးနားကိုရှော့ပြနေရမှာမှန်ကန်နဲ့ရှော့သွားနိုင်ရဆိုလို့ရှိရင်တော့တိတိကျကျပြောင်းလဲနေရရမယ်မြင်နိုင်လိမ့်မယ်လို့ထင်ပါတယ်။နောက်တစ်ခါကျွန်တော်တို့နိုင်ငံမှာအလုပ်နဲ့တော့ကြာတော့နံပါတ်1ကကျွန်တော်တို့နိုင်ငံရဲ့နံပါတ်7တွေအခြေအနေကတိုးတက်တာတိတိကျကျတိုးတက်လာနိုင်တယ်။နောက်ပြီးတော့ပညာရေးနဲ့ကျန်းမာရေးတွေပါလေတိတိကျကျတိုးတက်လာနိုင်တယ်။အဲ့ဒီတော့ကျွန်တော်တို့ညောင်းမှာပါတယ်အချိန်နဲ့ပြောပါဒါပေမဲ့အဲ့ဒါကကျွန်တော်တို့အားလုံးကလက်ရည်နဲ့ညီနဲ့သွားမှာဖြစ်မယ်ကိစ္စတော့ပြေပါလေသွားရရဲ့ဒီလာနာလည်းတတ်နိုင်တယ်ဝိုင်းပြီးတော့မျိုးစားတယ်ရေးကြည့်ပါမယ်နောက်တစ်ခုရှိတယ်ဆွေးနွေးဖို့အခြေခံဥပဒေပြင်ဆင်ဖို့ဘယ်တော့ရှိနေရာခိုင်နှုန်းရှိနေပါသေးတယ်ရာခိုင်နှုန်းနဲ့တွေ့တော့မရဘူးရှင်။ဘာဖြစ်လို့လဲဆိုရာခိုင်နှုန်းဆိုတာတော့မြဲရတယ်လို့လည်းတွေ့ရမှာပေါ့နော်။အခုဒီဘက်ဒီဘက်ချင်းဥပဒေရဲ့ပြန်ထန်တဲ့အရာဆိုလို့ရှိရင်ဘယ်ဒီဘက်ချင်းဥပဒေကိုပြောင်းဖို့ဆိုတာတော်တော်လေးကမဲ85ရာခိုင်နှုန်းရဲ့ကျော်သွားတယ်။ကျော်မယ်ဆိုတော့အများကြီးတဲ့အတိုင်းပဲတော့ကိုယ်ရဲ့ညာ25ရာခိုင်နှုန်းဖြစ်ပါတယ်။ဒီတော့ကျန်ကိုယ်ရဲ့အားလုံးအပြင်တောက်တော်ကိုယ်ရဲ့မဟုတ်တဲ့ကိုယ်ရဲ့အားလုံးအပြင်တောက်တော်ကိုယ်ရဲ့အနည်းဆုံးတရားပါပြီးတော့မှပြုပြောင်းနိုင်မှာ။ဘုရားရဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွမ်းမှာမျှော်လင့်ချက်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုကျွမ်းတို့အဲ့လိုတော်တွေကတောက်တော်ကိုယ်ရဲ့အနေထားကိုကြည့်တဲ့အခါကျတော့တိုက်ပြည်အပေါ်မှာစေတနာပဲ့တယ်လို့ပြောမမြင်ပါဘူး။ဒီလိုပုံကံကိုတွေကတော့တောက်တော်နဲ့အကြပါဆိုတာမတူဘူးပေါ့တောက်တော်ဆိုရအောင်အများကြီးကြာကြာနေရတဲ့ခါကျတော့အကြပါဆိုရလူပုံကံကိုတွေနဲ့တိပွားနေတာရှိပါတယ်။သို့တော်များလေဒီတော်ထဲမှာနေပြီးတော့တော်ထဲမှာတင်လာတဲ့ဒီလူတွေရဲ့အခက်အခဲတွေကိုလေ့လာပြီးတော့တော်ထဲမှာလောကလာခံရတာဒီနိုင်ငံမှာလောကလာခံရတာအင်းတရားမပြေတာကိုလေ့လာနိုင်တဲ့အခွင့်အရေးတွေရတယ်ဒီတော့ကိုယ်စလေတွေကလည်းငယ်အပိုင်းတွေကိုပြင်သင့်နေဆိုတာကိုဒီပြီးမြင်လာလိမ့်မယ်လို့ကျွန်တော်ဒီပြီးစာမြင်လာတော့ပြောတော့
ဒီဆိုတာကျမတို့ပြုဆက်တဲ့မြန်မာတွေအတွက်ကမ္ဘာအရင်မှာဘုံယူစရာအတူယူစရာကောင်းတာလို့ဖြစ်ပါခဲ့တဲ့ဒီလိုအရေးကြီးကောင်းတဲ့ပြည်စုရဲ့အစုကိုကျမတို့မြန်မာနိုင်ငံရဲ့ပဒရာကြီးအဖြစ်နေလိုပါလေဒီတော့ကိုယ်နေမှာဖြစ်နိုင်ရရှိပါလား။ကိုယ်တို့ကဒီကောင်တွေထောင်းဖြစ်ပါပါတဲ့အချက်တွေကိုကြားနိုင်နိုင်ွယ်တဲ့အပြီးသမဂရအဖြစ်ရွေးချယ်ပိုင်ခွင့်ရှိနိုင်ပါလား။ဒီမှာပါတဲ့တမ်းတော့လက်ရှိကိုဒီကိုကြည့်အောင်လို့ရတော့ကျွန်မအနေနဲ့သမဂရလို့ပြောရှိပါဘူး။အဲတော့လက်တဲ့ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီမိုကရေစီကိုယုံကြည်တဲ့လူတွေအားလုံးဟာဒါပြည်သူလူရဲ့ဆန္ဒနဲ့ကိုက်ညီရမယ်လို့ကျွန်တော်တို့ပြောပါတယ်။အဲတော့ပြည်သူလူနဲ့ရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ရွေးချယ်ပုံရွေးချယ်နည်းကိုကျွန်တော်တို့နိုင်ငံမှာရှိနေတယ်လို့လည်းကျွန်တော်ပြောပါတယ်။ကျွန်တော်တို့ပြောနေတယ်။သမဂရဖြစ်နိုင်တယ်ဆိုလို့ရှိရင်ဒါသမဂရနေရာကမ်းမယ်ဆိုလို့ရှိရင်ဒီလိုလားကျွန်တော်ပြောတယ်ကျွန်တော်တို့မှာဒီမိုကရေစီနိုင်ငံရေးလုပ်နေတဲ့နိုင်ငံရေးပါတီဖြစ်တယ်ဒီမိုကရေစီနိုင်ငံရေးလုပ်နေတဲ့နိုင်ငံရေးပါတီရဲ့ခေါင်းဆောင်ဆိုတာဟာနိုင်ငံခေါင်းဆောင်လုပ်ပြရမယ်ဒီလိုအရတောင်းပေးနေရဒီဘာနိုင်ငံဒီမှာဘုဒ္ဓတို့အတီးပြီးတော့ပြောင်းဝင်ရရှိကြတော့နိုင်ငံရေးသမားများကိုတဲ့ညီတို့အကြံဉာဏ်များတွေးနေပါတယ်နိုင်ငံရေးသမားများကိုဆိုတော့ဒါနိုင်ငံရေးလုပ်နေတဲ့လူတွေအများကြီးကြောင့်ပြီးတော့သူကဆိုလို့ရှိရင်မြန်မာနိုင်ငံကဖက်လာတာလေနိုင်ငံရေးကြောင့်ဖက်လာတယ်တစ်ချိန်လုံးနဲ့ဒီဇိုင်းမှာနိုင်ငံလေးကိုပဲစောင့်ချလုပ်နေတဲ့ပုံစံတွေရှိပါတယ်တချို့ကြတော့ဒီစားရတယ်လုပ်နေနိုင်ငံရေးတွေကိုလုပ်နေတာလုပ်တယ်ပေါ့နော်ဒါပေမဲ့နိုင်ငံရေးစောင့်ချလုပ်နေတဲ့သူတွေပုံစံတွေတော့ဝိသစာရေးအတွက်လုပ်ရတာဟုတ်ဆိုသူကလာပြီးပြောထားတယ်နိုင်ငံရေးလို့ပေါ့ဒီမြန်မာနိုင်ငံကိုပြန်သွားပြီးတော့ဘာလို့ပြည်ချင်တာလဲဆိုတာကိုစဉ်းစားနိုင်ငံရေးလုပ်မယ်ဆိုတာဘာလို့ပြည်ချင်လို့လဲအဲ့တော့ကိုလို့ပြည်ချင်တာကိုတည်တည်ကြကူလာပြီးမှဘာလို့မလဲဆိုတာဆုံးဖြတ်နိုင်ငံရေးဆိုတာတစ်ချိန်လုံးလုပ်နေလို့လည်းမလို့အဲဒီတစ်ခါနိုင်ငံရေးသမားဖြစ်ဖို့တော့အချိန်နဲ့နိုင်ငံရေးသမားဖြစ်ရမယ်လို့လည်းမဟုတ်ဘူးတရားပြပြောရတော့ဒီလူလူအားလုံးဟာနိုင်ငံရေးသားတွေနိုင်ငံရေးသက်ဆိုင်ကြတာ။ဒါကနိုင်ငံရေးသမားလို့ခေါ်ရတဲ့အကြောင်းရင်းကဘာလဲဆိုတော့1988ခုနှစ်အဲဒီလူလူကိုကြောင်းကိုပြီးတော့အဖွဲ့ကမြန်မာဒီမိုကရေစီဖွဲ့ရတာဘောကူတဲ့ဒီရောကမှာနိုင်ရတဲ့ဆိုတာအားလုံးသိရမှာပါနော်။အဲ့တော့အဲ့ဒီရောကမှာနိုင်ပြတဲ့အခါမှာအဖွဲ့ချုပ်ရဲ့နိုင်ငံကိုလက်မခံတဲ့အဲ့ဒီနော်နောက်တော့မှပြသွားပြီဥပဒေရေးမပြောင်းလက်ကတော့နိုင်ငံတော်ရေးမပြောင်းဒီရာရေးမြေမို့ဒီရာရေးပေါင်းစီဆိုတာအဲ့ဒီလက်ခက်ကနေစပြီးတော့ဘယ်လိုဝါဒပြန်မှုတွေလုပ်ခဲ့လဲဆိုတော့ပါတီနိုင်ငံရေးဆိုတာအမျိုးသားနိုင်ငံရေးနဲ့မတူဘူးဆိုတော့ဒီနေ့တော့သွားလို့တိုက်ခိုက်ချင်တယ်ပေါ့နော်။အဲဒီကပါတီနိုင်ငံရေးလုပ်နေတာအမျိုးသားရေးစိတ်ကမရှိဘူးဆိုတော့အဲ့လိုဝါဒဖြန့်ချင်မှုတွေလုပ်ခဲ့တယ်။နောက်တော့လည်းနိုင်ငံရေးသမားတွေကိုလည်းတိုက်ခိုက်တယ်။တိုက်ခိုက်တယ်ဆိုတာအဲဒီနိုင်ငံတော်ပိုင်းဒီစာရေးထဲမှာစသဖြင့်ပေါ့နော်နိုင်ငံရေးသမားဆိုတာဟာမရှိတဲ့လူတွေပတ်တဲ့လူတွေကောက်ချစ်တဲ့လူတွေစသဖြင့်ပေါ့နော်။ဒါတော့ကြားကြအောင်လက်မခံလက်မခံတဲ့နံပါတ်1ကတော့ဒီမိုကရေစီလို့ဆိုတော့ဥပဒေဥပဒေမှာပါတီနိုင်ငံရေးလို့ပြောရတယ်။ပါတီနိုင်ငံရေးလို့ဆိုတဲ့ဘယ်လိုမှဒီမိုကရေစီလို့မရဘူး။အဲ့တော့ကိုရှိတဲ့တော့ဒီခါရဲ့ဒီမြို့အခြေခံတဲ့ဒီမိုကရေစီနဲ့ခေါ်တာနိုင်ငံတော့အားလုံးစုပြီးတော့ဆွတ်နေမှာမဟုတ်ပဲအဲ့တော့ပါတီတွေကိုအခြေခံရမှာပဲ
အဲ့ဒါကြောင့်မလို့ကျွန်တော်တို့လည်းနိုင်ငံရေးသမားတွေတိုက်ခိုက်တာနိုင်ငံရေးဘယ်လိုပြဲအောင်ဘယ်လိုရှင်းအောင်တိုက်ခိုက်တာကြောင့်မလို့ဒီမှာကိုဒီလိုရေးဝင်ဖြစ်ရတဲ့ပေါ်ပြရပြရတဲ့အခါမှာအလောက်ကရှင်ကျွန်တော်အမေရိကန်နိုင်ငံရေးသမားတွေတယ်။ဟုတ်လား။ဟုတ်တယ်ဆိုနိုင်ငံရေးလောကမှာဒါတဲ့ညမှာကြောက်တာမရှိတော့ဘူးသင်ကြားနေတယ်။သို့တော်များတယ်ဘာထူတော့သတိပေးတယ်။နိုင်ငံရေးဆိုတာကိုယ့်ရဲ့ခံယူချက်အရာလုပ်ရမယ့်ကိစ္စပါလုပ်စားရမယ့်ကိစ္စတော့မဟုတ်ပါဘူးရဲ့တို့ပြီးတော့ဒီမှာပဲရပ်ပြတယ်။နောက်ပိတ်ထားတဲ့မိကုန်တွေပါလေအခုဖြေပြီးသားမိကုန်တွေနဲ့သင်ပြီးတော့ဟာနေပါမှာ။အဲ့တော့အားလုံးကိုမပြေနိုင်တာဝိနည်းပါတယ်။ဒါပေမဲ့တော့အများကြီးပဲလာတော့ကျွန်မသိချင်တာ။ဒါသိရဲ့ဒီကအခုတော့ဒီမှာနေမှာဆိုရင်မေးတာအောင်လို့တော့အသိပေးနေရ။ဒါတကယ်ကျွန်တော်ဘယ်လိုမှသာသိရလဲဆိုတော့ဆိုတော့ကျွန်တော်ပြောတယ်ဒီကိုရတဲ့ပန်းခဲ့တဲ့ကာလာတွေမှာဆိုရင်သူ့ကာလာတွေအမြဲတမ်းမှကျန်းမာခဲ့ပါဆိုရခဲ့တယ်အဲ့လိုပေါ့နေညပြောက်ပေါ့ဒီနေညပြောက်ကာလာမှာကျွန်တော်တို့ရဲ့အခုတော့ပြင်နေရတယ်အချိန်ကတော့ကိုယ်ရင်းနဲ့လာပြီးဖိုင်းဝါလာတယ်မှာလဲတော့မေးပါအားလို့ပြောရတယ်လည်းပြောလို့ပြောရင်းရတယ်ဒီအားသက်ဆိုတော့မြင်ရတာကြားတဲ့အခါကျတော့ဒီလိုပြန်လဲရတော့မှတော့မသိဘူးလာတဲ့မာကြတော့ဒီလိုတဲ့ဒီကိုယ်စီကမရလို့အပြင်မေးရတာမေးချင်တာမေးရမှသိရတယ်ကိုယ်ကဒါပြရပါလေအားရပါလေဒီလိုလာပြီးတော့ညာနေတွေ့ဆုံပြီးတော့နေရတဲ့ဒီလိုလည်းကျေးဇူးတင်ပါတယ်အခုလိုမိဂုံးများကိုဖြည့်ချပေးတဲ့အတွက်အမေစုကိုမြန်မာတိုင်းရင်းသားမိသားစုများရဲ့ကိုယ်စားကျေးဇူးများတင်ပါတယ်ရှင်ဆက်လက်၍ဒီရောက်မှမြန်မာမိသားစုများရဲ့ကိုယ်စားမြန်မာကဗျာဆရာကြီးမောင်စွမ်းညီကဒေါ်ဆန်းစုကြည်ကိုကျေးဇူးတင်စကားပြောကြားမယ့်အစီအစဉ်ဖြစ်ပါတယ်ရှင်မိတ်ဆွေများရဲဘော်များခင်ဗျာကျွန်တော်တို့ကျေးဇူးတင်စကားပြောခွင့်ရတဲ့အတွက်အလွန်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့မြန်မာမိသားစုဆိုတာဟာနယူးယောက်မိသားစုတွေမကပါဘူးနယူးယောက်ပြည်နယ်ထဲရတယ်မကပါဘူးအပြင်ပကလည်းလာကြပါတယ်ဆိုတာတွေ့ရပါတယ်အဝေးကြီးကလည်းလေမြန်နေနဲ့လာပြီးတော့လာကားတွေနဲ့လာပြီးတော့တညာလုံးမိတ်ဖဲနဲ့ဒီမှာလာစောင့်နေကြတာတွေလည်းတွေ့ရပါတယ်အဲ့ဒါအနေနဲ့အရရကအဝေးကြီးကလာကြတဲ့အပြင်ဝါရှင်တန်မှာတွေ့ပြီးသားဆုံပြီးသားမိတ်ဆွေများတွေ့ပြီးသားဆုံပြီးသားမြန်မာမိသားစုများလည်းထပ်ပြီးတော့လာကြတာတွေ့ရပါတယ်အဲ့တော့ဒီဘက်ရောက်မြန်မာမိသားစုများလို့ပဲရဲ့ကိုစားလို့ပဲကျွန်တော်ပြောပြရစေကျွန်တော်တို့ဒီနေ့ဟာအင်တန်မင်္ဂလာရှိတဲ့နေ့ကျွန်တော်တို့ဒီဘက်ရောက်မြန်မာများအနေနဲ့ကျွန်တော်တို့ဝန်သားစရာအကောင်းဆုံးနေ့အဖြစ်နဲ့ကျွန်တော်တို့တသက်တာမှာဝန်သားစရာအကောင်းဆုံးနေ့တစ်နေ့အဖြစ်နဲ့မော်ကွန်းတွင်ရမယ်အခါအချိန်နေထူးနေမြတ်ဖြစ်ပါတယ်နော်ဒီအတွက်ကျွန်တော်တို့အမှန်တန်လဲဝင်းမြောက်တယ်အမှန်တန်လဲခုံယူပါတယ်ကျွန်တော်တို့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကျွန်တော်တို့ရဲ့ဒီမိုကရေစီခေါင်းဆောင်ကျွန်တော်တို့ရဲ့
ခေါင်းဆောင်ဟာကျွန်တော်တို့ကဘာကိုပတ်ပြီးတော့ဒီမိုကရေစီခီးချင်ကြီးတစ်ခုလှည့်တယ်လာပါတယ်အဲ့ဒီလိုလှည့်တဲ့အတွင်းမှာကျွန်တော်တို့အမေရိကန်ပြည်ထောင်စုမှာဒီလွတ်တော်ကြီးတစ်ခုကနေပြီးတော့လွတ်တော်ကြီးကနေပြီးတော့ရွှေတစိမ့်စုချီးမြှင့်ပါတယ်အဲ့လိုချီးမြှင့်တဲ့အခါမှာလာရင်းကနေပြီးတော့ကျွန်တော်တို့မှာအခွင့်တူကြီးရလိုက်တာဖြစ်ပါတယ်အဲ့လိုရောက်လာတဲ့အခါမှာမြန်မာမိသားစုများရှိရမြို့ကြီးတွေကိုနောက်ထပ်ဆက်လက်ပြီးတော့လေလှည့်လည်အောင်မယ်လှည့်လည်ပါအောင်မယ်အဲ့လိုလှည့်လည်ဖို့ကခီးစဉ်အတွင်းမှာကျွန်တော်တို့နယူးယောက်မြန်မာမိသားစုဟာဒီအခွင့်အရေးကိုယူပြီးတော့ကျွန်တော်တို့ဒေါ်ဆန်းစုကြည်ကိုဖိတ်ကြားခဲ့ပါတယ်အဲ့လိုဖိတ်ကြားခဲ့တဲ့အခါမှာဒီနယူးယောက်မှာရှိတဲ့သက်ဆိုင်ရာကျွန်တော်တို့ဒီနိုင်ငံသားများကလည်းကူညီကြပါတယ်ခုဥမာဆိုရင်ကျွန်တော်တို့ဒီတက္ကသိုလ်အနေပြီးတော့ဒီခမ်းမကြီးကိုသုံးဖို့နေရာပေးပါတယ်အစအသာကူညီကြပါတယ်အဲ့ဒီအတွက်ကိုလည်းဥစွာကျေးဇူးတင်ကြပါတယ်ကျွန်တော်တို့အဝေးကြီးကနေပြီးတော့ကျွန်တော်တို့ဒီပရောက်နေတဲ့မြန်မာတွေအနေနဲ့ဒါကျွန်တော်တို့ဒေါ်ဆန်းစုကြည်ကိုတွေ့လိုက်ရတဲ့ခါမှာကျွန်တော်တို့ခုမှတခါတွေ့တာမဟုတ်ဝါရှင်တန်ကလေးကတော်စုနဲ့မြင်ခွင့်ရတဲ့နေရာတိုင်းကိုကျွန်တော်အလုံးလိုက်သွားခဲ့ပါတယ်ကျွန်တော်တို့တွေ့ရတာအားမရပါဘူးကျွန်တော်တို့ရဲ့ကွဲကွာနေတဲ့နှမငယ်လေးကျွန်တော်တို့ရဲ့နှမသားချင်းတယောက်ကိုပြန်လဲတွေ့ဆုံရတယ်လို့အမှန်တန်ဝမ်းမြောက်ဝမ်းသာဖြစ်ဦးမကားဂုဏ်ယူဒါလည်းဖြစ်ပါတယ်ဒါကြောင့်ခုမြန်မာမိသားစုကလည်းဝမ်းမြောက်ဝမ်းသာလည်းဖြစ်လိမ့်မယ်ဂုဏ်ယူကြပါလိမ့်မယ်ကို့နှမသားချင်းကို့အမကို့အမိခင်ကိုတွေ့ရတယ်လို့ဝမ်းသာကြပါလိမ့်မယ်လေယုံကြည်ပါတယ်ခုလိုရောက်လာပြီးတော့ကျွန်တော်တို့လုဆက်စကားအမှားစကားအမှတ်တရစကားပြောကြပါတယ်အဲ့လိုပြောကြတဲ့အခါမှာလည်းအမတန်အဖို့တန်နဲ့နှွေးထွေးတဲ့အမှတ်တရစကားများကိုပြောကြတော့တာကိုကျွန်တော်တို့ယင်ထဲမှာဆွေးမြေပြီးတော့ကြံခဲ့ပါတယ်အားလုံးနဲ့ဒီလိုကျွန်တော်တို့ပဲယင်ထဲမှာဆွေးမြေကြံခဲ့လိမ့်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ဟာညီညီရွေးအတွက်လည်းအရေးကြီးတယ်အကြောက်တရားအမုန်းတရားတွေဖယ်ရှားနိုင်မှုလည်းအရေးကြီးတယ်ကိုယ့်ကိုယ်လည်းအစပြီးတော့ဝေဖန်သုံးသပ်ပြီးတော့ကျွန်တော်တို့မှာမိမိတို့ရဲ့စိတ်ထားကိုပြုပြင်မှုဆိုတာလည်းအရေးကြီးတယ်ဆိုတဲ့စကားတွေကိုကျွန်တော်တို့မေ့မပြစ်ကြပဲနဲ့ရာသက်ပံဒီလိုစိတ်ထားမျိုးမွေးနိုင်မှဒီမှာစကားကိုကျွန်တော်တို့စိတ်နှလုံးထဲမှာဆွဲပိုက်ထားနိုင်မှကျွန်တော်တို့ဖို့နော်ဒါကျွန်တော်တို့ဝင်းမြောက်ပုံယူအကျိုးနှပ်ပါမယ်ဒေါ်ဆန်းစုကြည်ကလည်းပြောအကျိုးကျွန်တော်တို့နှုတ်ဆက်အကျိုးနှပ်ပါမယ်ကျွန်တော်တို့အမျိုးသားများမြန်မာများအနေနဲ့လည်းဂုဏ်ယူဝင်းမြောက်ပဲဖြစ်ပါလိမ့်မယ်အဲ့လိုကျွန်တော်တို့ကိုညီညွတ်ရေးအကြောက်တရားကင်းဝေးရေးအမုန်းတရားကင်းဝေးရေးအတွက်ကျွန်တော်တို့နှိုးဆော်ပြီးတော့သတိပေးပြီးတော့ပြောသွားတဲ့ဒေါ်ဆန်းစုကြည်ကိုကျွန်တော်တို့ကအလွန်တရာကျေးဇူးတင်ပါတယ်ကျွန်တော်တို့နော်အဲ့တော့ခုကျေးဇူးတင်ပြီးတော့ကျွန်တော်တို့ကျေးဇူးတင်နေရတဲ့ကျွန်တော်မှအားမရနိုင်ပါဘူးကျွန်တော်တို့ဒေါအောင်ဆန်းစုကြည်ဟာရာသက်ပံကျွန်တော်တို့ဆက်ပြီးတော့လေတိုင်းပြည်အကျိုးနိုင်ငံအကျိုးအမျိုးသားအကျိုးလူသားအလုံးရဲ့အကျိုးပါဆောင်ရွက်နိုင်ဖို့ကျွန်တော်ကဆုတောင်းလိုက်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လည်းကျွန်တော်တို့မြန်မာမိသားစုကနေပြီးတော့ပြပရောက်မြန်မာမိသားစုကနေပြီးတော့လည်းဒေါ်အောင်ဆန်းစုကြည်ကျမ်းမာချမ်းသာရေးအတွက်ဆုတောင်းဖို့ကျွန်တော်အကြံပေးလိုပါတယ်ခုဆက်လက်ပြီးတော့ဆုတောင်းပြင်ပါတယ်ခင်ဗျာတဲ့ကျွန်တော်တိုင်ပေးပါမယ်ကျွန်တော်တို့ရဲ့ဒီမိုကရေစီခေါင်းဆောင်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကျမ်းမာပါစေဒေါ်အောင်ဆန်းစုကြည်ကျမ်းမာပါစေဒေါ်အောင်ဆန်းစုကြည်ကျမ်းမာပါစေ
ကျမတို့ရဲ့ဒီကနေ့ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာတိုင်းရင်းသားမိသားစုများတွေ့ဆုံဆွေးနွေးပွဲအစီအစဉ်အခမ်းအနားအောင်မြင်စွာပြီးဆုံးကြောင်းကြေညာအပ်ပါတယ်ရှင်